ရှိကြတဲ့လူနဲ့မြမတတ္တဝါအားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်မေတ္တာပို့သရင်ဒီနေ့2003ခုနှစ်ဒီဇင်ဘာလ20ရက်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်ပီရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုင်အတွင်ဆင်ကျင်းပတဲ့ဓမ္မဒါနတရားအလှူအမတဒါနအမြိုက်နိဗ္ဗာန်အလှူဓမ္မသဘင်မှာဘယ်လောက်ဝေဝေနီးနီးလေးလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးလှူမှာဖြစ်ပါတယ်တရားလှူရှင်အနေနဲ့တရားအလှူမပေးလှူခြင်းတရားအလှူခံပုဂ္ဂိုလ်များအနေနဲ့တရားအလှူမခံယူခြင်းတရားပိုင်ရှင်ဖြစ်တော်မူတဲ့တပ္ပိညုမြတ်စွာဘုရားရှင်ကိုသူဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှိဥစွာရှိခိုးပူဇော်ကြရအောင်အလုံးမဲ့လက်ဥချီထားပြီးတော့မြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်အဓိပ္ပာယ်၃မျိုးတစ်မျိုးကို၃ခေါက်စီညီညီညာညာပွားများလိုက်ကြပါမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများပူဇော်ပြီးပြီဖြစ်တဲ့အတွက်လက်ဥချီထားတာလေးတွေချထားပြီးတော့မျက်လုံးလေးတွေမှိတ်မထားပဲဖွင့်ထားပြီးတော့ထိုင်တဲ့ဣရိယာပုဂ္ဂိုလ်လည်းပုံစံတစ်မျိုးညောင်းရင်ပုံစံတစ်မျိုးပြောင်းပြီးတော့သက်သာတဲ့ဣရိယာပုနဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီဒီနေ့ဟောမယ့်တရားခေါင်းစဉ်ကဘာလဲဘလောက်ဝီဝီနီးနီးလေးတဲ့အနေဝေးပေမဲ့ဝေးနေမဟုတ်ပါနဲ့လေသဘောချင်းမတူဘူးလားဝေးกว่าတိုင်းကွာဝေးရမှလားနဲ့လေသဘောချင်းတူတယ်ခေါင်းစဉ်ရဲ့အခြေခံသဘောတူတာပြောတာအချက်လက်တွေတော့မတူဘူးပေါ့ဒါပေမဲ့ဒီနေ့ပြောမယ့်အချက်လက်ကသိကိုယိုလွန်ရှင်းလွန်းနေတယ်ယိုလွန်ရှင်းလွန်းလို့ဘာပြောမှန်းကိုမသိတော့ဘူးနော်လူတိုင်းပြောနေကြစကားရှိတယ်လေလူချင်းဘလောက်ဝေးဝေးစိတ်ချင်းနီးနေရင်နီးတာပါပဲနီးနီးလေးပါပဲလူချင်းဝေးပေမဲ့စိတ်ချင်းနီးနေရင်နီးနီးလေးပါပဲတဲ့အဲ့ဒီစကားကိုပဲမြတ်စွာဘုရားဟောထားတာပါပဲယတမိန်မနောနိဝိတတိပုဂ္ဂိုလ်တယောက်ရဲ့အပေါ်မှာစိတ်ရောက်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နဲ့ဘယ်လောက်ဝေးဝေးနီးနီးလေးပါပဲတဲ့ယတမိန်မနောနိဝိတတိဆိုတဲ့ပါဠိလေးတစ်ခုကိုပဲတဏှာကြီးပြအောင်ဟောမှာဆိုတော့ဘယ်လိုလုပ်မလဲလူတယောက်ကိုကတတိယနေရင်အဲ့ဒီလူနဲ့ဘလောက်ဝေးဝေးနီးနီးလေးတဲ့တတိယချက်နဲ့ပတ်သက်တဲ့အကြောင်းတွေပြောရမှာပေါ့ဥစဉ်နဲ့အခုတရားနာပိဋကများနဲ့ဆိုရင်ဘယ်သူကတတိယချက်နေပုံများတော့တတိယချက်နဲ့ပတ်သက်တဲ့အကြောင်းတွေဥလူမောတို့မဆွေတို့ယဟန်မေတော်ကြီးတို့စသည်အဖြစ်ပေါ့လေအခုပိဋကထဲကတယောက်ကို9မိနစ်စီ9မိနစ်စီတက်ကြွရင်ပိုမကောင်းဘူးလား15လီ60 12ရောက်လောက်ပြောလိုက်လို့ရှိရင်တဏှာကြီးပြည့်ရောပေါ့နော်ဘုန်းကြီးဆိုတော့တရိယာချင်းအကြောင်းနဲ့သိမပြောတတ်ဘူးလေဘယ်လိုလုပ်မလဲတန်နိုင်တယ်တော့ကြိုးစားပြီးပြောကြည့်တာပေါ့နော်လူတယောက်ကိုတတိယရင်အဲ့ဒီလူနဲ့ဘလောက်ဝေးဝေးနီးနီးလေးပါပဲတဲ့တတိယတယ်ဆိုတာကတော့
မြန်မာမှုနယ်ပယ်မှာသုံးတဲ့စကားအတိုင်းပြောတာပေါ့ပါဠိတိုင်းကတော့ယတမိန်မနောနိဝိတတိပုဂ္ဂိုလ်တယောက်ရဲ့ပုံမှာစိတ်ရောက်နေတယ်စိတ်သက်ဝင်နေတယ်စိတ်သက်ဝင်နေစိတ်ရောက်တယ်ဆိုတာမြန်မာလူပြောတော့တတိရတာပါပဲတတိရတယ်လို့ဆိုပေမဲ့လူတယောက်ကိုကိုယ်စိတ်ထဲမှာမြင်နေတယ်လူတယောက်ရဲ့ပုံရိပ်ကိုယ်စိတ်ထဲမှာပေါ်နေတယ်ဆိုရင်တတိဟုတ်ရဲ့လားအယက်သုံးတတိရတာတော့အယက်သုံးတတိတော့ဟုတ်တယ်ပိဋကတ်သုံးတတိတော့မဟုတ်ဘူးပိဋကတ်သုံးတတိကတော့အရင်နေ့တွေကပြောခဲ့ပြီးသားပဲเนาะလူတယောက်ကိုတတိရတယ်ဆိုတာအဲ့ဒီလူရဲ့ပုံရိပ်ကိုယ်စိတ်မှာထင်လာတာပဲစိတ်ရောက်တယ်ဆိုတာစိတ်ရောက်တယ်လို့ဆိုပေမဲ့စိတ်ကဟိုရောက်သွားတာဟုတ်ရဲ့လားမဟုတ်ပါဘူးလူတယောက်စီမှာစိတ်ရောက်သွားတယ်လို့ပါဠိတော်ကလည်းဓာတ်ရိုက်ပြထားတယ်ပြထားပြီးမှစိတ်ကတကယ်အပြင်ထွက်ပြီးတော့ရောက်သွားတာမဟုတ်ဘူးဟိုအဝေးကြီးမှရှိတဲ့ကိုချစ်ခင်မြတ်နိုးတဲ့သူကိုကြည်ညိုလေးစားတဲ့သူစီကိုစိတ်ကလေးရောက်သွားတယ်စိတ်ကလေးကအဲ့ဒီလူစီတကယ်ရောက်သွားတာမဟုတ်ဘူးအဲ့ဒီလူရဲ့ပုံရိပ်ကလေးကကိုယ်စိတ်မှာလာထင်တာဒါပေမဲ့အဲ့ဒီပုံရိပ်ကိုအသုံးချတတ်လို့ရှိရင်တော့တတိဖြစ်နိုင်တာပေါ့သမထပုံစံလေးနဲ့အသုံးချရင်သမထတတိဖြစ်သွားမှာပေါ့ဝိပဿနာပုံစံလေးနဲ့အသုံးချရင်ဝိပဿနာတတိဖြစ်သွားမှာပေါ့ပုဂ္ဂိုလ်တရားကိုသတိရတယ်ကျမ်းမာပါစေချမ်းသာပါစေမေတ္တာပို့လိုက်လို့ရှိရင်မေတ္တာတတိသမထတတိဖြစ်မသွားဘူးလားဖြစ်သွားပါဘူးဖြစ်သွားတယ်ပုဂ္ဂိုလ်တရားရဲ့ပုံရိပ်ကိုယ်စိတ်မှာထင်လာတယ်မြင်နေတကယ်မျက်စိနဲ့ဓာတ်ရိုက်မြင်မှမဟုတ်ဘူးစိတ်ထဲမှာမြင်နေတာကိုမြင်နေမှတ်လဲဝိပဿနာပဲဖြစ်ပြမြင်မှဝိပဿနာတော့ဖြစ်တာပေါ့ဒါပေမဲ့ပထမသဘောတည်မှဖြစ်ပြကမြင်မှဆိုတော့သဘောအရင်သိဖို့မြင်တယ်မမှတ်ရဘူးလားမှန်ပါဘူးတရားအထုတ်တဲ့ခါကျတော့ဟိုလူပုံပေါ်လာဒီလူပုံပေါ်လာမရှိဘူးလားရှိပါဗျာရှိတယ်အဲ့ဒါဆိုအဲ့ဒီလိုနဲ့ဘလောက်ဝေနီးလေးပဲပေါ့နော်မှန်ပါအဲ့ဒီလိုပုံရိပ်တွေပေါ်လာလို့ရှိရင်မြင်တယ်လို့ဆိုနေတာကအဓိကမဟုတ်မြင်တဲ့သဘောလေးသိချာကြည့်အဲ့ဒါဆိုရင်ဝိပဿနာတတိဖြစ်သွားတာပေါ့အဲ့လိုဆိုတော့လူတယောက်ကိုသတိရတာဟာတတိအစစ်လည်းဖြစ်နိုင်တာပဲကိုအသုံးချတတ်မှဖြစ်တာနော်သမထပုံစံလေးနဲ့ဖော်ထုတ်လိုက်ရင်သမထတတိဝိပဿနာပုံစံလေးနဲ့ဖော်ထုတ်လိုက်ရင်ဝိပဿနာတတိရိုးတတိယယုံတသက်ပုံရိပ်ထင်ယုံတသက်ဆိုတော့တတိဖြစ်ပါမလားဖြစ်ပါဘူးဗျာအယသုံးတတိတော့ဖြစ်မယ်ပိဋကသုံးတတိဝိပဿနာနယ်ပယ်သုံးတတိတော့မဖြစ်နိုင်ဘူးပုံရိပ်တွေထင်လာတာမရှိဘူးလားရှိပါတယ်ခုတရားနာနေရင်ကိုတချို့လည်းထင်နေမှာနော်ဒါပုံရိပ်သမီးပုံရိပ်စသည်အဖြစ်ပေါ့အိမ်ကလူကြီးပုံရိပ်ထင်နေမှာပေါ့တတိယချင်းဆိုတာတွေတော့ဘဝမှာခဏမကြုံဘူးကြဘူးလားကြုံဘူးပါပုံရိပ်တွေခဏကိုယ်စိတ်မှာထင်လာခဲ့ဘူးကြတယ်ပုံရိပ်စစ်တွေလားပုံရိပ်ရောင်တွေလားပုံရိပ်ရောင်ပါပုံရိပ်စစ်မဟုတ်ဘူးပေါ့လေကိုတကယ်ချစ်လို့ချစ်ဟန်ပြခဲ့တယ်ဆိုရင်တော့ပုံရိပ်စစ်ပေါ့ကိုတကယ်မချစ်ဘဲနဲ့ချစ်ဟန်ဆောင်ခဲ့တယ်ဆိုရင်တော့ပုံရိပ်ရောင်တွေပေါ့ဒါဖြင့်ပုံရိပ်ရောင်တွေကြီးများတယ်ဆိုတော့ကိုချစ်တဲ့သူတယောက်မှမရှိဘူးပေါ့နော်မင်းကတော့ငါ့ကိုပုံရိပ်ရောင်တွေထားရခဲ့တယ်နဲ့မပြောကြဘူးလားပြောကြတယ်အဲ့တော့ပုံရိပ်စစ်ပဲဖြစ်ပုံရိပ်ရောင်ပဲဖြစ်ပေါ့လေတတိရတယ်ဆိုတာစိတ်မှာပုံရိပ်တွေထင်လာတာပဲဒါပေမဲ့အယက်သုံးစကားအယက်သူအယက်သားတွေကိုဟောနေတာဆိုတော့မြန်မာလူမျိုးတွေကိုမြန်မာစကားသုံးနှုန်းတဲ့မြန်မာလူမျိုးတွေကိုဟောနေတာဆိုတော့မြန်မာမှုနယ်ပယ်မှာသုံးနှုန်းတဲ့စကားအတိုင်းပဲပြောရမှာပေါ့တတိရတယ်တတိယခြင်းက2မျိုးရှိပါတယ်ကိလေသာနဲ့တတိယခြင်းဘာဝနာနဲ့တတိယခြင်းဘာတတိယခြင်းနဲ့ဘာတတိယခြင်းလဲကိလေသာနဲ့တတိယခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့အများကြီးရှိတာပေါ့တဏှာနဲ့တတိယခြင်းရှိမယ်ဒေါသနဲ့တတိယခြင်းရှိမယ်မာနနဲ့တတိယခြင်းရှိမယ်အိတ်သားနဲ့တတိယခြင်းရှိမယ်လူတရားကိုကတတိယတယ်အဲ့ဒီလူပေါ်မှာတရားနှစ်သက်တတ်မှတ်တဲ့စိတ်ဖြစ်နေတယ်အဲ့ဒါဆိုရင်တဏှာနဲ့တတိယခြင်းပေါ့သူနဲ့ပြောခဲ့ပါခဲ့ကြည်နူးခဲ့တာလေးတွေပြန်တွေးပြီးတော့တတိယနေတယ်ဆိုရင်လေတဏှာနဲ့တတိယခြင်းသူနဲ့ဘယ်တော့တွေ့ရမယ်ဘယ်သွားမယ်ဘာလုပ်မယ်ဘာပြောမယ်တာယာရှာလေးတွေတွေးပြီးတော့တတိယတယ်ဆိုရင်တဏှာနဲ့တတိယခြင်းလူတယောက်ကိုတတိယတဲ့သူ့အပြစ်တွေတွေးပြီးတော့မကြည်မနှက်ဖြစ်နေတယ်နာကြည်မုန်းတီးတဲ့စိတ်တွေဖြစ်နေတယ်ဒါဆိုရင်
ဒေါသနဲ့တတိယခြင်းလူတရားကိုတတိယတဲ့သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့စဉ်းစားနေတယ်ငါသူ့ထက်သားရမယ်သူကဘာမို့လို့လဲသူနဲ့ငါနဲ့ဓာန်တူပဲဒီလိုတွေးနေတယ်ဆိုရင်မာနနဲ့တတိယခြင်းကိုယ်ပြိုင်ဘက်ကိုတတိယပြီးတော့ကိုယ်ပြိုင်ဘက်ကြီးဝါချမ်းသာနေတာကိုမနာလိုတဲ့စိတ်နဲ့တတိယတဲ့ဆိုရင်အိတ်တာနဲ့တတိယခြင်းစသည်အဖြစ်ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာပေါ်မူတည်ပြီးတော့တတိယခြင်းအမျိုးမျိုးရှိနိုင်တယ်ကိလေသာအမျိုးမျိုးနဲ့တတိယနိုင်တယ်ပေါ့ဘာဝနာနဲ့တတိယခြင်းဆိုတဲ့နေရာမှာလေကိုတတိယတဲ့ပုဂ္ဂိုလ်ကိုကျမ်းမာပါစေချမ်းသာပါစေစသည်အဖြစ်မေတ္တာပို့လိုက်မယ်ဆိုရင်မေတ္တာနဲ့တတိယခြင်းပေါ့လူတယောက်ကိုတတိယတဲ့အခါမှာသူ့ပေါ်ကူညီခဲ့တာတွေသူ့ကိုတူခဲ့တန်းခဲ့ပြီးခဲ့တန်းခဲ့ဆွန့်ခဲ့ကျဲခဲ့တာတွေပြန်တတိယတဲ့ဆိုရင်တော့သာဂနုတ္တိနဲ့တတိယခြင်းတတိပြောတော့လည်းအတူတူပြောတော့ဒါနနဲ့တတိယခြင်းပေါ့ဘုရားကိုတတိယလို့ဂုဏ်တော်ပွားလိုက်တယ်ဆိုရင်ဗုဒ္ဓနုတ္တိနဲ့တတိယခြင်းသံဃာကိုအာယုံပုံရိပ်ထင်လာလို့သံဃာဂုဏ်ပွားလိုက်တယ်ဆိုရင်သံဃာနုတ္တိနဲ့တတိယခြင်းစသည်အဖြစ်ဘာဝနာနဲ့တတိယခြင်းဆိုတဲ့ကောင်းတဲ့တတိယခြင်းတွေရှိပါတယ်အဲ့တော့ကိလေသာနဲ့တတိယခြင်းရဲ့ဘာဝနာနဲ့တတိယခြင်းရဲ့အဲ့ဒီထဲမှာလည်းပဲကိလေသာတွေထဲမှာခေါင်းဆောင်ကတဏှာမို့လို့ဉာဏ်တွေခေါင်းစဉ်မတက်တော့ဘဲနဲ့တဏှာနဲ့တတိယခြင်းဘာဝနာနဲ့တတိယခြင်းမှာလည်းပဲတတိယတဲ့အခါမှာမေတ္တာကသာအဓိကဖြစ်လိရှိတာမို့လို့မေတ္တာနဲ့တတိယခြင်းဒါဆိုရင်တတိယခြင်း2မျိုးမေတ္တာနဲ့တဏှာနဲ့တတိယခြင်းမေတ္တာနဲ့တတိယခြင်းဒေါသတို့မာနဣဒ္ဓမစ္စရိတို့ဖြစ်တိုင်းလည်းရှိလို့ရှိတယ်အများအပြားတော့တတိယလည်းတတိယတယ်ဆိုရင်တဏှာနဲ့တတိယတာရဲ့မေတ္တာနဲ့တတိယတာရဲ့2မျိုးရှိတယ်တဏှာနဲ့တတိယတယ်ဆိုတာကတော့ပုဂ္ဂိုလ်တယောက်ကိုတတိယလိုက်ပြီးဆိုတာနဲ့သူနဲ့အတူပြောခဲ့ပါခဲ့တာပြောခဲ့ပါခဲ့ကြည်နူးခဲ့တာဒီပြောခဲ့ဆိုခဲ့ရင်မောခဲ့တာဒီတာယာမှုခံစားခဲ့ရတာဒီကြည်နူးချမ်းမြေ့ခဲ့ရတာဒီပြန်တတိယတယ်တွေးလို့ရှိရင်လည်းဘယ်သွားမယ်ဘယ်လာမယ်ဘာလုပ်မယ်စသည်အဖြစ်တတိယတယ်အဲ့ဒါဆိုရင်တဏှာနဲ့တတိယတာဘုရားကအတူတူတွေ့ဆုံစဉ်တုန်းကပြောခဲ့ဆိုခဲ့တာဒီတတိယတယ်အခုလောလောဆယ်လေအခြေအနေမပြီးလို့ဝေးနေရပြီမယ်ချက်ချင်းကိုတွေးလိုက်ခြင်းနဲ့တောင်ပန်ပါရင်မင်းစီကိုဆိုတဲ့အတိုင်းတောင်ပန်လေးသာပါလို့ရှိရင်တော့ကိုချစ်တဲ့သူစီပြေးပြီးတော့ကိုသွားလိုက်ခြင်းနဲ့ကိုတောင်ပန်မှာပဲသူ့တောင်ပန်ပါရင်လည်းကိုစီကိုအပြေးလေးလာခဲ့စီခြင်းနဲ့အခုချက်ချင်းကိုပဲကိုချစ်တဲ့သူနဲ့တွေ့ခြင်းလောက်အောင်ကိုတတိယနေတာမျိုးလည်းမရှိဘူးလားဆွဲလမ်းမှုပြင်းထန်ရင်ပြင်းထန်သလောက်တန်ရောစဉ်ကြီးရင်ကြီးသလောက်ကိုချစ်တဲ့သူနဲ့အချိန်တိုင်းကိုတွေ့ကြတာပဲကိုတတိယလိုက်တဲ့အချိန်မှာကိုချစ်တဲ့သူနဲ့ကဝေးနေတွေ့ခွင့်ကလည်းမကြုံတော့ဝမ်းနေတဲ့စိတ်ပါတွဲပြီးမဖြစ်ဘူးလားအဲ့ဒီကြတော့တဏှာနဲ့တတိယကနေဒေါသလေးပါတွဲပါလာတယ်ဘုံနိုင်ကျပောက်ကွဲတဲ့ဒေါသတော့မဟုတ်ဘူးဆုံးနေတဲ့ဒေါသလို့ခေါ်တဲ့အပျော်စားဒေါသပေါ့စိတ်ဆင်းရဲနေတယ်ဝမ်းနေနေတယ်ကြေကွဲနေတယ်ကိုကြေကွဲနေပြီဆိုတာလည်းမရှိဘူးလားအဲ့ဒီလိုအဖြစ်ပေါ့လေကိုချစ်တဲ့သူကိုတတိယတယ်ချစ်တဲ့အချင်းရာအဖြစ်တတိယတယ်ပေါ့အဲ့တော့တဏှာနဲ့တတိယတယ်ဆိုရင်စိတ်ပူလောင်လားစိတ်အေးချမ်းလားစိတ်ပူလောင်ပါလေဗျာတတိယဘူးတယ်ပေါ့လေတခါကြီးဦးလို့မှာတတိယဘူးတယ်ပေါ့တဏှာနဲ့ငယ်ငယ်ကတည်းအခုတော့ဖြစ်မချစ်တော့ဘူးပေါ့ဒါဆိုတဏှာဆိုတဲ့စကားလုံးကြီးတော့ကြောက်စရာကြီးလို့ထင်နေတာတဏှာဆိုတော့လည်းယဉ်သိတယ်လို့ထင်တာပိဋကစာပေသုံးအနေနဲ့ပြောလိုက်တာမြမစကားအနေနဲ့ပြောရင်တော့ချစ်တဲ့စိတ်တွေနဲ့တတိယတာတန်ရောစင်နဲ့တတိယတာတန်ရောစင်နဲ့တတိယတဲ့စိတ်အခုရှိသေးလားလို့မင်းတော့ဥလမဘလို့ရှိမလို့ဟောတဏှာနဲ့ကြတော့မရှိဘူးဖြစ်တယ်တန်ရောစင်နဲ့ကြတော့ရှိတယ်ဖြစ်တယ်စကားလုံးလေးကလှနေတာဟုတ်တန်ရောစင်ဆိုတဲ့စကားလုံးကြီးကလှနေတော့တန်ရောစင်နဲ့ကြတော့တတိယတယ်တန်ရောစင်နဲ့တဏှာနဲ့ဟိုတန်ရောစင်ကတော့10ပါးရှိတာပေါ့လေအဲ့တော့ကိုချစ်တဲ့သူကိုတန်ရောစင်ရှိတဲ့သူအရက်ထဲမှာပြောတဲ့တန်ရောစင်ဆိုတာကချစ်တာကိုပြောတာကိုအဲ့တော့ကိုချစ်တဲ့သူအပေါ်မှာချစ်နေတဲ့တန်ရောစင်ဆိုတာကတဏှာတန်ရောစင်စာတိုင်းတာအတိအကျပြန်ပူအောင်ကြောက်စရာကောင်းတဲ့ကာမရာဂ
တန်ရောစဉ်ဓမ္မကာမရာကအရက်သုံးကြတော့အဓိပ္ပာယ်တစ်မျိုးတဏှာကလည်းအရက်သုံးကြတော့အဓိပ္ပာယ်တစ်မျိုးဖြစ်နေလို့မှန်ကတော့တဏှာနဲ့တတိယချင်းလို့မပြီးတော့ဘူးဒါဆိုလည်းတန်ရောစဉ်နဲ့တတိယချင်းလို့ပဲခေါင်းစဉ်တက်လိုက်တော့မယ်နော်တန်ရောစဉ်နဲ့တတိယချင်းရဲ့မေတ္တာနဲ့တတိယချင်းရဲ့တတိယချင်းဘယ်နှမျိုးလဲနှစ်မျိုးဒါဖြင့်တခါကြီးဥလူမှာတန်ရောစဉ်နဲ့တတိယချင်းရောအခုမရှိဘူးလားရှိပါတယ်ဗျတက်လက်တက်နိုင်ကြပါတယ်လို့ပဲပြောရတော့မယ်နော်အဲ့ဒါလူတယောက်ကိုတန်ရောစဉ်နဲ့တတိယနေတဲ့အချိန်မှာကိုယ်စိတ်ကိုစစ်ကြည့်ပူလောင်နေတယ်တင်းကျပ်နေတယ်မလွတ်လပ်တော့ဘူးလူတယောက်ကိုတန်ရောစဉ်စိတ်နဲ့တတိယနေတာဟာအဲ့ဒီလူရဲ့ရှေ့မှောက်မှာဒူးထောက်လက်မြောက်ပြီးတော့အရှုံးပေးလိုက်တာနဲ့တူတူပဲဦးဇင်းတို့မြင့်မြတ်သူတို့ဤစံအိမ်ဟောတော့လူတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီလူကိုဒူးထောက်လက်မြောက်ပြီးအရှုံးပေးလိုက်တာပါပဲလို့ခေါင်းစဉ်လေးတစ်ခုတောင်တက်ပြီးရေးခဲ့ဘူးတယ်ကာမစ္ဆန္ဒနိဝရဏကြောင့်ရေးတော့ရေးခဲ့တာပေါ့ဒါကြကြီးလူမောမှတ်မိရဲ့လားမှတ်ပါဘူးမှတ်မိတယ်သဘောရောကြရဲ့လားသဘောကျပါတယ်လူတယောက်ကိုချစ်တယ်ဆိုရင်အဲ့ဒီလူနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ပေးရမယ်အဲ့ဒီလူတွေအချိန်လေးပေးရမယ်အဲ့ဒီလူအလိုကြအောင်အဲ့ဒီလူစိတ်ချမ်းသာအောင်လိုက်လျောမှုတွေပေးရတယ်အရှုံးမပေးရဘူးလားရှုံးပေးရပါတယ်မဆူတော်တော်ရှုံးပေးထားတာပေါ့နော်သူ့အတွက်ပြုစုလောက်ကင်ပေးရတာဒီဆိုတာအပါထားတတိယနေရတာကိုကရှုံးနေတာစိတ်ထဲမှာဆွဲဆွဲလန်းလန်းတန်းတန်းတာနဲ့အမှတ်ရနေရတာကိုကိုယ်စိတ်ကိုသူ့ပေးထားရတာလေကိုယ်စိတ်ကိုသူကယူထားတာမဟုတ်ဘူးလားလူတယောက်ကိုချစ်တယ်ဆိုရင်တတိယတော့တာပဲလေတတိယနေတယ်ဆိုတော့ကိုယ်စိတ်နဲ့ကိုယ်ကိုဖြစ်သေးလားကိုယ်စိတ်နဲ့သူ့ကိုဖြစ်နေတာလားကိုယ်စိတ်နဲ့သူ့ကိုဖြစ်နေတာလူတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီလူကိုဒူးထောက်လက်မြောက်ပြီးအရှုံးပေးရတာပါပဲဆိုတဲ့စကားရက်လေးကိုဦးဇင်းတို့ရဲ့ကျောင်းတကာယဟန်တကာဥရှင်ဝင်ကတော့တော်တော်သဘောကျတဲ့စကားဆက်တိုင်းခဏခဏပြောတယ်သူမှလည်းအင်မတန်ချစ်တဲ့သားလေးတယောက်ရှိတယ်သားအရင်တော့မဟုတ်ဘူးပေါ့လေတူအရင်ပဲဒါပေမဲ့သားအရင်ကဲ့သို့ပါပဲမွေးကလေးကအတူတူနေတာအတူတူပြုစုကျိုးထောင်ခဲ့တာတအိယာထဲမှာအတူတူအိတ်တာပေါ့အဲ့ဒီသားလေးအရင်ချစ်တယ်အဲ့ဒီသားလေးအတွက်ပြုစုရတယ်စောင့်ရှောက်ရတယ်အချိန်ပေးရတယ်တခါတည်းကျတော့ညပိုင်းဆိုရင်ကလေးကလည်းကြွတ်တက်သေးတယ်နော်ကြွတ်တက်တော့အိတ်မပြောတော့မငိုတော့မှကြိတ်ပြီးတော့ငိုပေါ့ငိုတော့ဒကာကြီးဦးရှင်ဝင်းနဲ့ဒကာမကြီးဒေါခင်ချူဦးတို့နှစ်ယောက်ထပြီးတော့ကလေးနှိပ်ပေးရတယ်တညာလုံးအိပ်ပြီးတညာလုံးနှိပ်ပြီးတော့မအိပ်ရတော့ဘူးအဲ့ဒီအချိန်မှာဒကာကြီးဦးရှင်ဝင်းကတွေးမိတဲ့ဘုံဘုံပြောတာသိမှန်တာပဲလူတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီလူကိုဒူးထောက်လက်မြောက်ပြီးတော့ရှုံးပေးရတာပါပဲကိုယ့်ရဲ့လက်တွေ့ဘဝဖြစ်ပျက်တွေနဲ့ရှင်ပြီးတော့ချက်ထွင်စဉ်းစားကြည့်ပေါ့နော်အဲ့တော့တန်ရောစဉ်နဲ့တတိယတာဒါကစကားလှအောင်ပြောနေရတာနော်မေတ္တာနဲ့ကံရကံအောင်ပြောရင်ဘယ်လိုပြောမှာလဲတဏှာနဲ့တတိယတာဟာရှုံးပေးနေရတာပဲစိတ်ပူလောင်နေစိတ်မအေးချမ်းဘူးနီးတော့မနီးဘူးလားနီးတာပဲကိုချစ်တဲ့သူရဲ့ပုံရိပ်ကလေးပေါ်လာတယ်တန်ရောစဉ်လေးနဲ့တတိယတဲ့ဆိုလဲကိုယ်စိတ်ထဲမှာသူရှိနေတဲ့အတွက်နီးတော့နီးနေတယ်စိတ်ထဲကတန်းတလိုက်ယုံလေးနဲ့ကိုယ့်ဘဝရဲ့နေရာတိုင်းမှာမင်းရှိတယ်ဆိုတာလည်းမရှိဘူးလားရှိပါတယ်ရှိတယ်ကိုယ်စိတ်တွေကတတိယလိုက်တယ်ကိုယ်စိတ်တွေကတန်းတလိုက်တယ်ဆိုတာနဲ့သူ့ရဲ့ပုံရိပ်ကကိုယ်စိတ်မှာထင်လာတာဆိုတော့သူ့ရဲ့ပုံရိပ်ကကိုယ်နှလုံးသားတွေရောက်လာတာဆိုတော့နီးမသွားဘူးလားနီးတော့နီးတယ်ဒါပေမဲ့မအေးချမ်းဘူးဦးဇင်းတို့ကျောင်းသားဘဝတုန်းကဒီတခါတော့စာသင်သားဘဝတုန်းကမဟုတ်တော့ဘူးနော်ဘယ်ရောက်သွားတော့ကျောင်းသားဘဝတုန်းကတန်ရောစဉ်ရဲ့အပြစ်ပေါ့ခုနပြောသလိုလူတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီလူကိုဒူးထောက်လက်မြောက်ရှုံးပေးရတာပါပဲဆိုတဲ့သဘောလေးနားလည်ခဲ့ဘူးတယ်အဲ့ရနော်ဘုန်းကြီးတော့ခံစားချက်တွေရှိနေပြီလို့ထင်နေမယ်နော်ခံစားချက်လို့ကို
ဘုန်းကြီးဖြစ်နေတာ။ဘာလို့ဘုန်းကြီးဆိုတာကခံစားတတ်တဲ့သူမဟုတ်ဘူးလား။တပိတ်နဲ့ခံပြီးတော့စားရတာလေ။တပိတ်နဲ့မစားလဲပဲဒကာဒကမဒီကတ်တာကိုအကက်ခံပြီးတော့စားရတာမဟုတ်ဘူးလား။ဒါကြောင့်မလို့ခံစားတတ်လို့ခံစားရတယ်ဘုန်းကြီးဘဝရောက်တာ။ခံစားတတ်တယ်ဆိုလို့ကျောင်းသားဘဝတုန်းကဆိုလို့လေဟိုလိုဒီလိုဇာတ်နဲ့ရှိတယ်လို့တော့မထင်ပါနဲ့တန်တန်လေးပါတန်တန်လေးပါဆိုပေမဲ့ဒီလိုတော့ရှိတယ်9တန်းကျောင်းသားဘဝကလေးကတစ်နှစ်တည်းရောက်ကိုရည်သားထားတာမဟုတ်ပါဘူးတကယ်ချင်းတွေကစတာအဲ့ဒါ9တန်းနှစ်ကြတော့လေတယောက်နမရိတံအကုန်မှတ်မိပါတယ်မပြောတော့ဘူးနော်9တန်းနှစ်ကြတော့တယောက်6တန်းနှစ်ကြတော့တယောက်9တန်းနှစ်ကြတော့တယောက်ပြီးတယောက်ကြောင်းသွားတာ7တန်းနှစ်ကြတော့လေတယောက်ပေါ့9 6ခွန်လောက်တုန်းကတော့သိမခံစားတတ်သေးဘူးတကယ်ချင်းတွေစတာနောက်တာတော့ရှိတယ်ဒါကတော့ကျောင်းသားဘဝသဘာဝအတိုင်းပါပဲနော်7တန်းနှစ်ကြတော့နည်းနည်းလေးခံစားတတ်လာပြီအဲ့တော့တကယ်ချင်းတွေကမင်္ဂလိတယောက်နဲ့စကြတာပေါ့လေအဲ့ဒီလိုစကြတော့ကိုကသူ့ကိုချစ်တာလည်းမဟုတ်ဘူးသူနဲ့ကိုနဲ့ဘာမှလည်းဇလံဖြစ်တာမဟုတ်ဘူးစကားအပြောဆိုတောင်မရှိသလောက်ပါပဲဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါစာကြက်တော့မယ်ဆိုတော့ပုံရိပ်ရောင်နေထားရစ်ခဲ့တယ်ပေါ့ပုံရိပ်ကလေးကပေါ်လာပြီပုံရိပ်ကလေးကပေါ်လာတာစာထဲမှာတမာတိရသေးရဲ့လားမရတော့ဘူးသွားရင်လာရင်လည်းပဲပုံရိပ်ရောင်လေးကမပေါ်လာဘူးလားပေါ်လာတယ်အဲ့တော့ကိုယ်စိတ်ကမလွတ်လပ်တော့ဘူးကိုယ်စိတ်ထဲမှာတစုံတစ်ယောက်ကနေရာယူနေတာကိုမကြိုက်ဘူးအဲ့ဒါကြောင့်အဲ့ဒီ7တန်းနှစ်ကလေးကဆုံးဖြတ်လိုက်ပါတယ်ငါ10တန်းမအောင်မချင်းရည်စားလုံးဝမထားဘူးဘာလို့လဲဆိုတော့တမင်ရည်စားထားတာမဟုတ်တငယ်ချင်းတွေဝိုင်းစတာနဲ့တောင်မှပုံရိပ်တွေဒီလောက်လွှမ်းမိုးနေရင်တကယ်သာရည်စားထားရင်ပုံမဆိုးနိုင်ဘူးလားဆိုးနိုင်တယ်ဒါကြောင့်မလို့10တန်းအောင်မှရည်စားထားမယ်လို့ပဲဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့10တန်းအောင်ရင်ဘုန်းကြီးဝတ်လိုက်တော့မထားဖြစ်တော့ဘူးပေါ့နော်ထားခြင်းစိတ်လည်းမရှိပါဘူးဘာလို့လဲဆိုတော့ဒုထောက်လက်မြောက်ပြီးအရှုံးပေးခြင်းစိတ်မှမရှိပဲဒါကယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုမှမဟုတ်ဘူးနော်မိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုဆိုလေဒီအတိုင်းပါပဲအဲ့တော့တန်ရောစဉ်ဆိုတာတန်ရောစဉ်ဆိုတဲ့ပါဠိစကားလုံးလေးကိုကမြန်မာလိုပါတယ်တော့နှောင်ဖွဲ့တာနှောင်ကျိုးလေးတစ်မြင်ဆိုတာတန်ရောစဉ်ကိုပြောတာနော်တန်ရောစဉ်ဆိုတာနှောင်ကျိုးပဲကိုတစုံတယောက်ကကျိုးနှောင်ကျိုးတွေနဲ့နှောင်တုတ်ထားတယ်ဆိုမှတော့သွားချင်ရသွားလို့ရအောင်မလားလှုပ်ချင်ရလှုပ်လို့ရအောင်မလားမရတော့ဘူးမလွတ်လပ်တော့ဘူးပေါ့စိတ်လည်းပူလောင်တာပဲပြောရင်းနဲ့ပေါ်လာလို့ကျောင်းသားဘဝတုန်းကတန်ရောစဉ်ရဲ့အပြစ်ကိုမြင်ခဲ့ပုံလေးပါဘုန်းကြီးဝှချင်းရဲ့အကြောင်းလေးကိုပြောပါဆိုရင်တော့အမျိုးစုံပြောလို့ရတယ်အမျိုးစုံထဲမှာတန်ရောစဉ်ရဲ့အပြစ်ကိုကြောက်တာလည်းပါပါတယ်ကျောင်းသားဘဝတုန်းက7တန်း9တန်း10တန်းလူကျွန်း3ကြီးရတာကိုအဲ့တော့7တန်း2လူကျွန်းစခန်းမှာအရက်20လောက်တနိုင်ငံလုံးကလူကျွန်းတွေနဲ့လူကျွန်းစခန်းနယ်စခန်းတွေမှာရောရန်ကုန်စုပေါင်းစခန်းမှာရောအတူတကွသွားလိုက်လာလိုက်ကြပေါ့အဲ့တော့တရားနဲ့တရားအရက်20အတွင်းမှာတော်တော်ကိုချစ်သွားကြတာမိတ်ဆွေချစ်တငယ်ချင်းချစ်ကိုပြောတာနော်တငယ်ချင်းချင်းသိကိုချစ်ကြတနိုင်ငံလုံးကလက်ရည်စင်လေးကြီးပဲစုနေကြတာဆိုတော့ချစ်ကြတာပေါ့အဲ့ဒါလူကျွန်းစခန်းပြီးလို့အိမ်ပြန်သွားပြီဆိုတာနဲ့တလလောက်ဟာနေမထိထိုင်မသာပဲစခန်းမှာပြောခဲ့ပါခဲ့တာဒီသွားခဲ့လာခဲ့တာဒီဒီနူးခဲ့ချမ်းမြေ့ခဲ့တာဒီပြန်တတိယတငယ်ချင်းတွေရဲ့ပုံတွေအကုန်ပြန်ပေါ်တော်တော်ကိုခံစားရတယ်ကိုတယောက်ထက်လက်ဆိုတော့မဟုတ်ဘူးလူကျွန်းမှန်သမျှဒီတိုင်းကြီးပဲလူကျွန်းကျောင်းသားလူကျွန်းကျောင်းသူအကုန်လုံးအိမ်မရောက်တလအတွင်းကတော့စားလို့မဝင်အိမ်လို့မပြောဒါပေမဲ့ဝင်တော့ဝင်ပါတယ်နော်ခလေးဆိုတော့လေလေဒါပေမဲ့စားလို့မကောင်းအိမ်လို့မကောင်းဘူးဖြစ်တာပေါ့ဘာပဲမျောနေတယ်လဲဆိုတော့စားဖို့လူလည်းမမျောနေတာအဲ့ဒီတလအတွင်းကတော့စားရီလာလိုက်တာကိုကလည်းရီးလိုက်ဟိုကလည်းပြန်လိုက်တယောက်နဲ့တယောက်စားရီကြီးပြန်နေကြတာနော်တလလောက်ကြော်တော့လေဝေဒနာတက်တာတော့လေဟိုတန်ရောစင်တွေဖြစ်ပြီးတော့ခံစားနေတဲ့အချိန်မှာတော့ဆုံးဖြတ်လိုက်တဲ့တော်ပြီးငါနောက်နှစ်လူကျွန်းရအောင်မလုပ်တော့ဘူးဒါပေမဲ့တလကြော်တော့လေမိမိပြတ်ဖြစ်တော့လေနောက်နှစ်ကျတော့လူကျွန်းစခန်းလူရည်ရရင်တော့သွားခြင်းတဲ့စိတ်ကလေးနဲ့လူကျွန်းစာမွေးပြီးဖြီးလူကျွန်းအရွေးခံပြန်လှုပ်ဖြစ်သွားတာပေါ့တန်ဝေကခိုင်မာလို့လားမခိုင်မာလို့လား
ခိုင်မာတယ်လည်းမဆိုင်ဘူးမခိုင်မာတယ်လည်းမဆိုင်ပါဘူးကျောင်းသားဘဝဆိုတော့ကိုလှုပ်တဲ့အလုပ်ကိုတော့အကောင်းဆုံးဖြစ်အောင်မလုပ်ရဘူးလားလုပ်ရမှာပဲခံစားရမှာဆိုလို့လူချင်းမဖြစ်ဘူးခံစားရမှာဆိုလို့စားတော်မကြိုးစားဘူးဆိုတော့လေသဘာဝမကြသေးဘူးနော်အဲ့ဒီကလေးကတန်ရောစင်ကိုတော်တော်ကြောက်တယ်တန်ရောစင်ဟာတော်တော်ကိုဆိုးပါလားတငယ်ချင်းချင်းချစ်တာတောင်မှဒီလောက်ခံစားရရင်ဖိုလိုဒီလိုလေးများချစ်ရင်တော့ပိုခံစားရမှာပဲဥလူမတို့ငယ်ငယ်တုန်းကခံစားခဲ့ရတယ်လို့ပေါ့အဲ့ဒါကြောင့်ဘုန်းကြီးဝိဖြစ်သွားတာပါပဲတန်ရောစင်နဲ့တတိယချင်းဆိုတာအမတန်ပူလောင်နေအဲ့တော့တန်ရောစင်ဆိုတာဖြတ်တင်သလားမဖြတ်တင်ဘူးလားဖြတ်တင်တယ်ဆိုပြီးတော့ကြွားချင်းပြတ်စေရမှာမဟုတ်ဘူးနော်စိတ်ထဲမှာရှိနေတဲ့တန်ရောစင်ဓာတ်တွေကိုပါတစ်ထက်ပါသွားအောင်ကြိုးစားရမှာတန်ရောစင်ရဲ့နေရာမှာမေတ္တာကိုအစားထိုးရမှာပေါ့တန်ရောစင်ရဲ့နေရာမှာတရားဝရိယတတိသမာဓိပညာသူတော်ကောင်းဓာတ်တွေအစားထိုးရမှာအဲ့လိုဆိုရင်တန်ရောစင်ဓာတ်လို့ခေါ်တဲ့တဏှာဓာတ်တွေပါမသွားဘူးလားပါသွားတယ်ຫນွေတမြင်မြတ်တယ်ပဲလို့ဥလူမဆက်ဆိုလေဦးဇင်းတို့မြန်မာတန်တချင်းတွေပေါ့လေဦးဇင်းတို့မမွေးခင်ကတည်းကပေါ်တဲ့တချင်းတွေမြန်မာဂန်ထဝင်တချင်းတွေထဲမှာဦးဇင်းတို့ရင်းနှီးချောင်းသားကိုတင်လိုင်းဆိုတဲ့အမုန်းခွန်အားပေးသနာပါဆိုတဲ့တချင်းကိုအကြိုက်ဆုံးပါပဲဘာလို့ဆိုတရားသဘောတွေအပြည့်ပါတာယူတရားသဘောတွေအပြည့်ပါတယ်အဲ့ဒီတချင်းကြိုက်လို့လည်းဘုန်းကြီးဖြစ်တာလည်းဖြစ်နိုင်တယ်နော်အဲ့ဒီတကအကြိုက်ဆုံးစာသားလေးကတော့ຫນွေတမြင်မြတ်တယ်ပင်လို့တန်ရောစဉ်ကိုအလွယ်တကူဖြတ်နိုင်တဲ့သူဖြစ်လူပါသည်ဘယ်တော့မှကောင်းထားလေနော်ခုတရားနာပိဋကများကတန်ရောစဉ်ကိုဖြတ်ချင်တဲ့စိတ်ရှိရလားຫນွေတမြင်မြတ်တယ်ပင်လို့ဖြတ်ချင်တာလားမကြီးကိုင်းလို့ဖြတ်ချင်တာလားຫນွေတမြင်မြတ်တယ်ပင်နဲ့မကြီးကိုင်းနဲ့ဘယ်ဟာကပူပြတ်တော့မကြီးတညိုလူတကူတဲ့မကြီးကိုင်းလေးတကိုင်းလက်တစ်ဆက်လောက်လေးလဲလူတကူရက်တီလို့မရဘူးလားကျန်ရတယ်တော်တော်နဲ့မကြူမကြီးကိုင်းဆိုတာကခုတရားနာပိဋကများရဲ့တန်ရောစင်တွေကလည်းຫນွေတမြင်လားမကြီးကိုင်းလားຫນွေတမြင်ထားလိုက်ပေါ့တမာကိုင်းလားမကြီးကိုင်းလားဆိုရင်မကြီးတညိုလူတကူတမာတကိုင်းလူသိဉ္ဇိုင်းတမာကိုင်းကျတော့ဆက်တယ်ကျိုးလွယ်တယ်လीဒါကြောင့်မလို့တမာကိုင်းဆက်ဆိုတော့တက်လိုက်လို့ရှိရင်အလွယ်တကူကျိုးသွားတော့သိနိုင်တယ်လို့ပြောတာအဲ့တော့ကိုယ်တန်ရောစင်ဟာတမာကိုင်းဖြစ်တဲ့နာလားမကြီးကိုင်းဖြစ်တဲ့နာလားအဲ့ဒီကြတော့လေတမာတော့မှပြောတယ်ဆိုတဲ့ဆိုလာအောင်မှာကဲမခက်ဘူးလားတမာတော့မှပြောနေတော့ဘယ်လိုလုပ်ဖြတ်တော့မလို့ဒါကြောင့်ဆိုလိုက်ပါမေတ္တာနေသာဤချမ်းစွာစိတ်မာတတိယမေတ္တာနေသာဤချမ်းစွာစိတ်မာတတိယမေတ္တာနဲ့တတိယတဲ့ဆိုရင်စိတ်မှမအေးချမ်းဘူးလားကိုယ်တန်ရောစဉ်ရှိတဲ့လူကိုတတိမရဖို့ဆိုတာဖြစ်မှမဖြစ်နိုင်လေတစ်ဖက်သားကလည်းတတိမရနဲ့လို့တားဆီးလို့မရဘူးကိုယ်တိုင်ကလည်းတတိမရနဲ့မေ့ပြလိုက်လို့တားဆီးလို့မရဘူးအဲ့တော့တတိရမယ်တတိရတဲ့အခါမှာကိုယ်စိတ်ကိုဆက်လိုက်တဏှာလေးနဲ့တတိရနေတာလားမေတ္တာလေးနဲ့တတိရနေတာလားတဏှာလေးနဲ့တတိယနေတယ်ဆိုရင်အဲ့ဒီတဏှာကိုမေတ္တာဖြစ်အောင်မြန်ပြောင်းလိုက်ကိုချစ်တဲ့လူကိုတတိယရတယ်ပြောခဲ့ပါခဲ့ကြည်နူးခဲ့တာဒီတတိယမနေဘဲနဲ့ပြောခြင်းပါခြင်းကြည်နူးခြင်းတဲ့စိတ်ကလေးနဲ့တတိယမနေဘဲနဲ့ကျမ်းမာပါစေချမ်းသာပါစေမေတ္တာလေးပွားလို့မရဘူးလားမေတ္တာလေးပွားပြီးတော့တတိယတော့အေးချမ်းသွားတာပေါ့ကိုချစ်တဲ့သူကိုကြည်ညိုတဲ့သူကိုကူညီခဲ့တာကိုဆောင်ရှောက်ခဲ့တာကိုပေးကမ်းလှူဒန်းခဲ့တာပြန်တတိယရင်ဒါလည်းပဲမေတ္တာနဲ့တတိယခြင်းလို့ပြောလေရတယ်သာဂနုတ္တိနဲ့တတိယခြင်းလို့ပြောလေရတယ်ကိုချစ်တဲ့သူကိုကူညီဆောင်ရှောက်ခဲ့တာလေးပြန်တွေးလိုက်တော့သာဂနုတ္တိဘာဝနာတောင်ဖြစ်သွားပြီတတိယနည်းလေးပြောပြတာပါတ
တတိမရနဲ့လို့မတားလို့ပါဘူးတဏှာနဲ့တတိမရပါနဲ့မေတ္တာနဲ့တတိယပါဒေါသနဲ့တတိမရပါနဲ့ကရုဏာနဲ့တတိယပါအိတ်တာနဲ့တတိမရပါနဲ့မုဒိတာနဲ့တတိယပါစသည်အဖြစ်ပေါ့နော်မေတ္တာကရုဏာမုဒိတာလို့ခေါ်တဲ့သူတော်ကောင်းတရားလေးတွေနဲ့တတိယမယ်ဆိုရင်စိတ်လည်းအေးချမ်းပါတယ်ကုသိုလ်တရားတွေလည်းတိုးပွားတယ်ပေးခဲ့ကမ်းခဲ့လှူခဲ့တန်းခဲ့တာတွေဆိုတာအများအဖြစ်ပြန်ပြီးမစင်စားမိတတ်ကြတာများတယ်အဲ့တော့ကိုချစ်ခင်မြတ်နိုးတဲ့သူကိုကြည်ညိုလေးစားတဲ့သူကိုတတိယနေတယ်ဆိုရင်တတိယမှုနဲ့အတူတွဲပြီးတော့ကိုလှူခဲ့တန်းခဲ့တာလေးတွေကိုကူညီစောင့်ရှောက်ခဲ့တာလေးတွေပြန်ပြီးတော့တတိမရတဲ့မူလားတတိယတဲ့နဲ့အဲ့ဒါဆိုရင်ကိုပြုခဲ့တဲ့ကုသိုလ်တွေကလည်းအားကောင်းတဲ့ထက်အားကောင်းလာတယ်မှိုင်ငေးမနီယာဘယ်လောက်ဝေးဝေးနီနီလေးမှိုင်ငေးမနီယာနောက်တစ်ပိုက်ကိုဆိုလိုက်ပေါ့ရေချိုးတဲ့အချိန်မှလည်းမေတ္တာဘာဝနာပွားများလို့ရတယ်ဆိုတာဒီကံရဲ့ပလင်မော်ကနေကိုခဏခဏပြောခဲ့ဘူးတယ်နော်ဒါပေမဲ့ရေချိုးတိုင်းမေတ္တာပို့ပြည့်ရလားဆိုရင်တော့အများအဖြစ်မပို့ပြစ်တာများတယ်မနေ့ကပြောခဲ့တဲ့တတိရှိတယ်ဆိုတာလှုပ်တဲ့လှုပ်ထက်တာလှုပ်ဖို့အမှတ်ရတာတတိမလှုပ်တဲ့မလှုပ်ထက်တာမလှုပ်ဖို့အမှတ်ရတာတတိဒါကလေးတယောက်ကရှာဘူးတယ်တပိတော့ရေချိုးတဲ့အခါမေတ္တာပို့ရမယ်ဝိပဿနာရှိပါမယ်ရှင်ပြပြောထားတာရေချိုးပြီးမှပဲအမြဲတမ်းတတိယနေတယ်ရေချိုးတော့တတိကိုမြောက်ဒီလိုပဲလောင်းချိုးလိုက်တာပဲရေချိုးပြီးကမှဟာငါမေတ္တာမပို့လိုက်ရသေးပါလားဟာငါလောင်းတာလေးအမူအရာလေးတွေဝိပဿနာမရှိလိုက်ရသေးပါလားပြန်တတိယနေတယ်အဲ့လိုဆိုတော့ရေချိုးတဲ့အချိန်မှာတတိရှိလို့လားတတိမရှိလို့လားတတိမရှိလို့ရေချိုးတဲ့အချိန်မှာမေတ္တာပွားတဲ့နယ်ဆိုတာကိုမေ့သွားတာအမှတ်မရတော့တာပေါ့နော်ရေချိုးတဲ့အချိန်မှာမေတ္တာပွားတဲ့လို့ဝိပဿနာရှိတဲ့လို့ကလည်းလှုပ်တဲ့အလုပ်ပဲလေအဲ့ဒီလှုပ်တဲ့အလုပ်ကိုမလှုပ်ဖို့အမှတ်မရတာတတိမရှိတာပေါ့သူများကိုတတိမရှိဘူးလို့ကြရတာမဟုတ်ဘူးနော်တတိရဲ့သဘောကိုပြောပြရတာဒီတော့မေတ္တာနဲ့တတိရတာဟာဘလောက်ဝေးဝေးနီးနီးလေးလည်းဖြစ်တယ်ကိုယ်စိတ်ကလေးလည်းအေးချမ်းတယ်ကုသိုလ်တရားလည်းတိုးပွားတယ်ဆိုတော့ရေချိုးတိုင်းလည်းပဲကိုချစ်ခင်မြတ်လို့တဲ့သူကိုကြည်ညိုလေးစားတဲ့သူကိုတတိယပြီးတော့မေတ္တာမှာပို့သင့်ဘူးလားပို့သင့်တယ်ကျန်တဲ့အချိန်မှာမပို့ရင်ရေချိုးရင်လည်းကိုယ့်ရဲ့ခန္ဓာကိုယ်လို့သဘောမထားနဲ့မောင်မြဆိုတဲ့လူကကိုချစ်တဲ့သူဆိုရင်ဒီခန္ဓာကိုယ်ကြီးမောင်မြလို့သဘောထားပြီးတော့မောင်မြကိုမေတ္တာရည်လေးလောင်းပေးပါတယ်မောင်မြဤကဲ့သို့ဤချမ်းပါစေမောင်မြကျမ်းပါပါစေချမ်းသာပါစေအဆက်ဆက်အရာရာဆင်ပြေပါစေရေလောင်းတိုင်းကိုယ်ခန္ဓာကိုရေလောင်းတယ်လို့သဘောမထားဘဲနဲ့မောင်မြကိုရေချိုးပေးနေတယ်လို့သဘောထားရမယ်မောင်မြကိုမေတ္တာရည်လေးလောင်းပေးနေတယ်လို့သဘောထားရမယ်ရေမေတ္တာအဲ့ဒီရေမေတ္တာတဲ့စွမ်းနာတော့မရှိတော့ဘူးနော်ရေခွက်တဲ့ကြောက်ခဲထည့်ပြီးတော့တောင်မှရေမေတ္တာဆိုပြီးပို့ကြသေးတာပဲကြောက်ခဲအေးတာကိုအေးတာမဟုတ်တော့အေးမြတ်မှုသဘောကိုကိုယ်တိုင်တကယ်မသိပါဘူးဦးဇင်းတို့ပို့သဘောကြတာကတော့ဖန်ခွက်ထဲမှာရေမေတ္တာလိုအပ်လို့ပို့ချင်သဘာဆိုရင်တော့လက်ကလေးဖန်ခွက်ထဲနှစ်ထားပြီးတော့လက်နဲ့ရေနဲ့ထိလို့အေးနေတာလေးအာယုံပြုပြီးဤရေကဲ့သို့အေးချမ်းပါစေဆိုရင်ပိုကောင်းတယ်လက်ညှိုးလေးထည့်ထားတဲ့ဆိုရင်ဒီလက်ညှိုးလေးကိုမေတ္တာပို့တဲ့လူလိုသဘောထားလိုက်ပေါ့နော်အဲ့တော့ရေချိုးတိုင်းကိုချစ်ခင်မြတ်နိုးကြီးညိုလေးစားတဲ့သူပြီးတော့ကိုယ့်ဘောမှာကျေးဇူးအထူးရှိတဲ့ပုဂ္ဂိုလ်တွေကိုအာရုံပြုပြီးတော့တရားပြီးတရားပေါ့လေဒီခန္ဓာကိုယ်ကြီးရတော့ဘသူပေါ့အဲ့ဒါသူ့ကိုမေတ္တာရည်လေးလောင်းမလို့ဆိုမေတ္တာလေးပို့အေးချမ်းပါစေအေးချမ်းရေချိုးရင်မေတ္တာပို့တဲ့ခါကျတော့ကျမ်းမာချမ်းသာပါစေဆိုတဲ့စကားလုံးထက်အေးချမ်းပါစေဆိုတဲ့စကားလုံးကိုအဓိကသုံးပေါ့လောလောဆယ်ဖြစ်တဲ့ပို့ပြီးကြိုက်တာပေါ့နော်ဒီကဲ့သို့အေးချမ်းပါစေစသည်အားဖြင့်အဲ့ဒါဆိုရင်ဘလောက်ဝေးဝေးနီးနီးလေးဖြစ်သွားတာပဲဘယ်လောက်ဝေးဝေးနီးနီးလေးမှိုင်ငေးမနေရတဲ့မေတ္တာတန်တန်လေးနဲ့သာတတိရတယ်ဆိုရင်တော့မှိုင်နေငိုင်းနေငေးတယ်လေးတယ်တွေးတယ်ဆွေးတယ်ဆိုတာမရှိတော့ပါဘူးကြွေတယ်ခွေတယ်ဆိုတာလည်းမရှိတော့ပါဘူးဒါကြောင့်မေတ္တာနဲ့သာအေးချမ်းစွာစိတ်မှတတိယဘယ်လောက်ဝေးဝေးနီးနီးလေးမှိုင်ငေးမနေရအခုတရားနာပိသများကမှိုင်ငေးခြင်းနဲ့မှိုင်ငေးနေခြင်းတဲ့သူတွေလားရှင်ရှင်လန်းလန်းနေခြင်းတဲ့သူတွေလားရှ
ရှင်ရှင်လန်းလန်းနေခြင်းတဲ့သူတွေဆိုရင်ကိုယ်ဘလောက်ချစ်တဲ့သူကိုပဲဖြစ်ဖြစ်တန်ရောစင်နဲ့တတိမြလိုက်ပါနဲ့မေတ္တာနဲ့တတိယလိုက်ပါမေတ္တာပို့သောအဖြစ်လည်းတတိယပါကုညီဆောင်ရှောက်ခဲ့တာတွေကိုပြန်တွေးသောအဖြစ်လည်းတတိယပါဘာကုညီရမလဲဘာဆောင်ရှောက်ရမလဲဘာလေးများဖြည့်ဆည်းပေးရမလဲဆိုတာကိုတွေးတောခြင်းအဖြစ်တတိယလိုက်ပါအဲ့ဒါဆိုရင်ဘလောက်များကောင်းထားလဲနော်ယတမိန်မနောနိဝိတတိဒီပါဠိလေးရှင်းပြနေတာပါနော်ပုဂ္ဂိုလ်တရားရဲ့ပုံမှာစိတ်ကလေးရောက်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နဲ့ဘလောက်ဝေးဝေးနီးနီးလေးပါပဲတဲ့အဲ့ဒီယတမိန်မနောနိဝိတတိကိုပဲနောက်နားလေးကနေထပ်ပြီးတော့ရှင်းပြထားသေးတယ်ပတ္တနာစိတ်တော်ပြည့်စုံပြောမယ်ဆိုတော့အန္တောပိသောဟောတိပတ္တနာစိတ်တော်လူရင်းကတော့ပတ္တနာစိတ်တော်ပါပဲတရိယာတိုင်းလည်းပဲမနီးသေးဘူးတဲ့အဆင့်ဆင့်သွားလိုက်တာပေါ့နော်ခုနပြောတဲ့ထဲမှာကိုကမေတ္တာနဲ့တရိယာရင်ဘလောက်ဝိဝိနီးနီးလေးဆိုတော့တရိယာယုံတက်တက်နဲ့တော့မနီးဘူးမေတ္တာပွားများနေမှမေတ္တာဓာတ်တွေဖြစ်နေမှနီးတယ်ဆိုတဲ့အဓိပ္ပာယ်ကလည်းပါတော့ပါပြီးသားပါပတ္တနာစိတ်တော်ကြည်လင်တဲ့စိတ်ရှိရမယ်ကိုတရိယာလိုက်တဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်ကြည်လင်နေမှဘလောက်ဝိဝိနီးနီးလေးပါတဲ့တတိတော်ရတဲ့စိတ်ကမကြည်ဘူးနောက်နေတယ်စိတ်ကမအေးဘူးစိတ်ပူနေတယ်စိတ်ကမရှင်းဘူးစိတ်ရှုပ်နေတယ်ဆိုရင်ဘလောက်ဝေးဝေးနီးနီးလေးမဟုတ်သေးဘူးကျုပ်တတိယပဲမဲ့လို့စိတ်မကြည်တာလည်းမရှိဘူးလားဖယားကိုတတိယရဲဆိုတော့စိတ်ကြည်မယ်ပေါ့တရားဆိုတော့ပုဂ္ဂိုလ်မဟုတ်ထားလိုက်တော့တန်ခါကိုတတိယမယ်ဆိုရင်လည်းစိတ်ကြည်နိုင်တယ်မိဘကိုတတိယရင်လည်းစိတ်ကြည်နိုင်တယ်ဒါကလည်းမိဘနဲ့သာသမီကြားမှာအပြန်အလှန်နားလည်မှုရှိမှစိတ်ကြည်မှာနော်မိဘကိုမကြည်မနဲ့ဖြစ်နေတဲ့သူမိဘတတိယစိတ်ကြည်ပါမလားမကြည်ဘူးမိဘကသာသမီပေါ်မှာနားလည်မှုလွဲနေလို့သာသမီကမိဘပေါ်မကြည်မနဲ့ဖြစ်နေတဲ့မိဘတတိယစိတ်မကြည်ဘူးမိဘကသာသမီတတိယသာသမီပေါ်မှာနားလည်မှုမရှိဘူးဆိုရင်လေသာသမီပေါ်မှာစိတ်မကြည်နိုင်ဘူးစိတ်မကြည်ဘူးဆိုရင်တော့ဘယ်လောက်ဝေးဝေးနီးနီးလေးမဟုတ်ဘူးတတိယပေမဲ့လည်းဝေးနေသေးတာပဲနော်ပတ္တနာစိတ်ဓာတ်ဖြစ်ဖို့အရေးကြီးတယ်ပါဠိလိုလေးတွဲပြောကြည့်ဘာဖြစ်ဖို့အရေးကြီးလဲပတ္တနာစိတ်ဓာတ်မြန်မာပါဠိတော်ဝါဒလေးနဲ့ပြောမယ်ဆိုတော့ပတ္တနာစိတ်ပေါ့ကြည်လင်တဲ့စိတ်နားလည်မှုရှိတဲ့စိတ်သဘောထားမှန်တဲ့စိတ်ယုံကြည်စိတ်ချတဲ့စိတ်အဲ့ဒီလိုစိတ်မျိုးလေးဖြစ်နေမှာတရိယာတိုင်းနီးတာပါဒါကလေးတယောက်ကတော့ပြောဘူးတယ်ဆိုတော့ကိုယ့်ကိုတိုင်းရလျှောက်တာမဟုတ်လို့ပြောဘူးတယ်လို့ပြောရတာကိုယ့်ရှိမှပြောတာပဲကိုယ့်ရှိမှပဲတခြားတကာတယောက်ကိုပြောတာဝကတင်ဘေးမှာအရှင်သန္တာတိကအမြဲရှိတယ်တဲ့ဗါတဲ့လေဝကတင်ဘေးမှာအရှင်သန္တာတိကအမြဲရှိတယ်တဲ့ဝစိတ်ပင်မှလို့ရှိရင်အရှင်သန္တာတိကသတိရလိုက်တယ်အရှင်သန္တာတိကစာအုပ်လေးအိယာပြီးမှထားအဲ့ဒီစာအုပ်လေးကောက်ဖတ်လိုက်တယ်စိတ်ပင်မှနေတဲ့အချိန်အရှင်သန္တာတိကစာအုပ်လေးဖတ်လိုက်ရင်စိတ်သက်သာသွားတယ်စိတ်ပူလောင်နေတဲ့အချိန်အရှင်သန္တာတိကစာအုပ်ဖတ်လိုက်ရင်စိတ်အေးချမ်းသွားတယ်စိတ်နောက်ကျနေတဲ့အချိန်အရှင်သန္တာတိကစာအုပ်ဖတ်လိုက်ရင်စိတ်ကြည်လင်သွားတယ်တဲ့ရှင်သန္တာတိကကိုလည်းမကြာခဏသတိရပါတယ်တဲ့ဒါကြောင့်ဘသူတွေဘာပဲပြောဝကတင်ဘေးမှာဝါကတင်ဘေးမှာအရှင်သန္တာတိကအမြဲရှိတယ်တဲ့ဝါကလူကိုတတိယလို့ရှိရင်ဝါနဲ့လူနဲ့ဘလောက်ဝေးဝေးနီးနီးလေးပေါ့လူကဝါကိုတတိယရင်လူနဲ့ဝါနဲ့ဘလောက်ဝေးဝေးနီးနီးလေးလူနဲ့ဝါနဲ့ကြားမှာဘာအရေးကြီးလဲယတမေမနောနိဝိတတိအယတတိယကိုလည်းအရေးကြီးတယ်အဲ့ဒီနောက်ကနေပတ္တနာစိတ်တော်အရာစိတ်ကြည်လင်ဖို့လည်းအရေးကြီးတယ်ကိုယ်တရိယာတိုင်းစိတ်တွေနောက်ကျနေတယ်ဆိုတော့လူနဲ့ဝါနဲ့နီးပါမလားခုလူတို့ကဝါနဲ့နီးကြကြလားဒီနေ့ဟောတဲ့တရားဘာမှမမှတ်မိရင်နေပါဝါကတင်ဘေးမှာတော်သေးတာပါကတင်ဘေးရှိလို့ကတင်မောဆိုရင်ပတ္တနာစိတ်တော့ကြည်လင်တဲ့စိတ်ရှိရမယ်မိဘနဲ့သာသမီတွေမဲ့လည်းမကြည်လင်တဲ့စိတ်တွေနဲ့တတိယနေတာစိတ်ရောက်နေတာတွေလည်းမရှိတတ်ဘူးလားဟိုတနေ့ကပဲဟိုဒကမကြီးတယောက်ကလည်းရှောက်ဖူးတာပေါ့လေသူသိက္ခာထတဲ့ယဟန်နဲ့မခေါ်တာ
9 လရှိပြီတဲ့အဲ့တော့ယဟန်တကနဲ့ယဟန်အမနဲ့ပေါ့လေမျိုးသမီးဆိုတော့လေယဟန်အမနဲ့ယဟန်နဲ့မခေါ်တာဘယ်လရှိပြီတဲ့9 လရှိပြီယဟန်ကယဟန်မကိုတတိယတော့လေပတ္တနာစိတ်ဓာတ်ဖြစ်ရဲ့လားမဖြစ်တော့ဘူးယဟန်မကယဟန်ကိုတတိယတော့လေပတ္တနာစိတ်ဓာတ်မဖြစ်တော့တတိတော့ရတော့ရနေကြတာပါတရားနဲ့ကြောက်တံဝင်လဲကြည်တော့ကြည်ကြတယ်ဒါပေမဲ့စကားမပြောဘူးဘာလို့လဲဆိုတော့နားလည်မှုတွေလွဲနေလေလူကြီးနဲ့လူငယ်ကြားမှာနားလည်မှုလွဲပြီးဆိုရင်ဘယ်သူကလွဲတာများတတ်တော့ဦးဇင်းတို့ဘာမှမပြောဘူးနော်မိဘနဲ့သားသမီးကြားဆိုလို့ရှိရင်လေများအချင်းပေါ့လေတချို့လေသားသမီးကနားလည်မှုလွဲတာရှိတယ်တချို့လေမိဘကနားလည်မှုလွဲတာရှိတယ်အများအပြားတော့လူကြီးနဲ့လူငယ်မိဘနဲ့သားသမီးကြားဆိုရင်ကြီးတဲ့သူကငယ်တဲ့သူပေါ်မှာကိုပုံသွင်းတဲ့အတိုင်းဖြစ်စေခြင်းနဲ့ကိုဖြစ်စေခြင်းလို့ပဲပြုမှုလှုပ်ရှားစေခြင်းနဲ့ကိုအလိုဆန္ဒအတိုင်းပဲရှင်သန်စေခြင်းနဲ့အဲ့ဒီစိတ်လေးတွေမရှိတတ်ဘူးလားရှိတတ်တယ်ဒီလိုမလုပ်နဲ့ဒီလိုလုပ်ပါဒီလိုမပြောနဲ့ဒီလိုပြောပါပုံမသွင်းကြညာဘူးလားဟိုလိုကြီးပုံသွင်းတာမျိုးမဟုတ်တော့မှကိုယ်ဆန္ဒနဲ့မကန့်ညီတဲ့အလုံးမျိုးမလုပ်စေခြင်းဘူးကိုယ်ဆန္ဒနဲ့မကန့်ညီတဲ့အပြောမျိုးမပြောစေခြင်းဘူးကိုယ်အလိုရတိုင်းဖြစ်စေခြင်းနဲ့ကောင်းစေခြင်းလို့အဲ့ဒီလိုစိတ်မှုထားတာကတော့ဖြစ်သင့်ပါတယ်နော်ကောင်းစေခြင်းလို့ပုံမှန်စင့်တဲ့လွန်ခဲ့ပြီးတော့လွန်မိုးချေလေခြင်းတဲ့သဘောမျိုးဖြစ်သွားတယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာနားလည်မှုမလွဲနိုင်ဘူးလားနားလည်မှုလွဲနိုင်တယ်အဲ့ဒီယဟန်တော်နဲ့အဲ့ဒီယဟန်မနဲ့ကြဘာဒီနားလည်မှုလွဲတယ်လဲဆိုတာတော့ဦးဇင်းတို့ဘာမှမပြောလို့ဘူးနော်အသေးစိတ်လည်းမသိဘူးလေရေးကြည့်တာကတော့လျှော့တင်တာလျှော့ရမှာလူကြီးဘက်ကလျှော့တင်လူကြီးဘက်ကလျှော့လူငယ်ဘက်ကလျှော့တင်ရင်လူငယ်ဘက်ကလျှော့တန်ရုပ်စဉ်သိပ်ကြီးပြီးတော့အချစ်ပုံလွဲသွားလို့ရှိရင်လေနားလည်မှုတွေလွဲတတ်တာပဲဟိုတနေ့ကဒကမကြီးတယောက်ဖျားဖူးရင်းနဲ့သူ့သားနဲ့စိတ်ဆိုးတဲ့စိတ်ဆိုးတာကလည်းသူ့သားကအသက်ဘယ်နှစ်တုန်းဆိုတော့6 နှစ်ပဲရှိသေးအဲ့ဒါဆွေမျိုးတွေတအုပ်ကြီးပေါ့လေဖျားဖူးသွားကြဖျားဖူးသွားကြရင်ခလေးကလည်းဆွေမျိုးတွေကြီးပဲဆိုတော့ဟိုအတော်နဲ့သွားလိုက်ဟိုဦးလေးနဲ့သွားလိုက်ဟိုအကိုနဲ့သွားလိုက်ဟိုအမနဲ့သွားလိုက်ဒီလိုပဲသွားနေမှာပေါ့တအုပ်စုတဲ့ကားတွေအုပ်လိုက်ကြီးနဲ့အတူတူသွားကြတာအဲ့ဒါဖျားပေါ်လှည့်ပတ်နေတဲ့ခလေးကအမေနားလေးကနေရုတ်တရက်ပျောက်သွားတယ်သူ့မျက်စိအောက်ကပျောက်တော့အမေကစိတ်ပူတာပေါ့လေတကယ်တော့လည်းဖျားပေါ်မှာဆွေမျိုးတွေအုပ်လိုက်ကြီးနဲ့စိတ်ပူကြတော့မရှိဘူးအဲ့ဒါနဲ့စိတ်ပူပြီးတော့ဆင်းလာဖျားဘောကဆင်းလာတော့ကားပေါ်မှာတွေ့ကားပေါ်မှာခလေးကထိုင်းနေတာပါဒေါ်ဒီဥတွေနဲ့သွားပြီးတော့ထိုင်းနေတာအဲ့ဒါကားပေါ်နဲ့တက်ထိုင်းပြီးတော့ခလေးကိုစကားကူလုံးဝမပြောတော့ဘူးစိတ်ဆိုးတာလေသူ့မျက်စိအောက်ကပျောက်ရမလားဆိုပြီးတော့တကယ်ဆိုတော့ဆွေတွေမျိုးတွေနဲ့အတူတူသွားတာပဲပျောက်သွားတော့ရောဆွေတူစဉ်းစားပြီးတော့ခွင့်လွှတ်နေကြမလိုပါဘူးနော်ဒါပေမဲ့ခံစားချက်ကသိပ်ပြင်းထန်တယ်ခလေးကိုလုံးဝစကားမပြောတော့ဘူးမရိုက်တာတော်ပြီးတဲ့ပြောရမှာပေါ့အဲ့ဒါအိမ်ရောက်တော့လည်းပဲအိမ်မှာကိုမအိတ်တော့ဘူးတခြားအိမ်မှာသွားအိတ်တယ်ဒီကလေးနဲ့တအိမ်နဲ့မအိတ်ချင်လို့တဲ့အဲ့ဒါကိုဘေးကအကိုရီဟလာဟိုမောင်တွေကပြောကြတာပေါ့အမဒီလိုမလုပ်ပါနဲ့စိတ်လျှော့စမ်းပါဒီ6 နှစ်သားကလေးကိုဒီလိုမဆက်ဆံသင့်ပါဘူးပြောတော့နင်တို့ကကလေးမှမရှိတာလေသွားတတိပေးလိုက်တဲ့လူကလည်းလူလိုကြီးဖြစ်နေတာကိုနင်တို့ကကလေးမှမရှိသေးတော့ဘယ်ချစ်တတ်ပါမလဲတဲ့ချစ်တတ်တာလားအချစ်လွဲနေတာလားအချစ်လွဲနေတာရုပ်တည်ကြည့်တယ်တော့သိချစ်တာပဲသိအချစ်ကြီးတာပဲလို့ထင်ရတယ်ဒါပေမဲ့အချစ်တွေမူမမှန်ဘူးမချစ်တတ်သောမိန်းမအချစ်ငတ်သောယောက်ျားဆိုပြီးတော့သတင်းစာထဲမှာလည်းကြော်ညာတွေ့ဘူးတယ်နော်မချစ်တတ်သောမိဘအချစ်ငတ်သောသားသမီးဖြစ်နေရင်လေကောင်းပါမလားမချစ်တတ်သောဆရာအချစ်ငတ်သောတပည့်ဆိုရင်လေမကောင်းဘူးမချစ်တတ်သောမိတ်ဆွေအချစ်ငတ်သောမိတ်ဆွေဒီလိုဖြစ်နေရင်လေမကောင်းဘူးမိဘနဲ့သားသမီးကြားဆရာနဲ့တပည့်ကြားမိတ်ဆွေအချင်းချင်းကြားချစ်တတ်ဖို့အရေးကြီးတယ်ကိုလိုရပဲပုံသွင်းခြင်းနဲ့ဆိုရင်တော့အတ္တကြီးမှမယ်ဆိုရင်ပေါ့လေနားလည်မှုလွဲသွားပြီနားလည်မှုလွဲသွားရင်တော့ပတ္တနာစိတ်ဓာတ်ကြည်နေတဲ့စိတ်မဖြစ်တော့ဘူးဒီကြောင့်နေကတော့သိပြီးတော့အကျယ်မချဲတော့ဘူးပေါ့နော်ဦးဇင်းတို့မဟာမြိုင်တော်ရဆရာတော်ဖျားလည်းပဲဒီလိုနားလည်မှုတွေနဲ့ပတ်သက်လို့မိဘနဲ့သားသမီးကြားဆရာနဲ့တပည့်ကြားမိတ်ဆွေအချင်းချင်းကြားသဘောထားတွေမှန်ကန်ဖို့တရားတွေအများကြီးဟောထားတာပဲအဲ့ဒီမှာနာကြအဲ့ဒီမှာဖတ်ကြပေါ့နော်
ဒါကြောင့်မေတ္တာနဲ့သာအေးချမ်းစွာဆိုတာတရိယာတဲ့ပုံစံလေးကိုပြောထားတာပါပဲတရိယာတိုင်းနီးတဲ့တရိယာတိုင်းနီးတာတော့မှန်တယ်ကောင်းသောနီးခြင်းနဲ့နီးဖို့အတွက်ပြန်ဆိုလိုက်ပါမေတ္တာနဲ့သာပတ္တနာစိတ်ဓာတ်ကြည်လင်တဲ့စိတ်လေးနဲ့တရိယာကိုလိုအပ်တဲ့အတွက်ကိုယ်စိတ်ကိုကြည်လင်အောင်ကြိုးစားပါကိုယ်စိတ်ကိုအေးချမ်းအောင်ကြိုးစားပါစိတ်မနောက်ပါစေနဲ့စိတ်မပူပါစေနဲ့စိတ်မချတာတွေစိတ်မများပါစေနဲ့စိတ်မပူပါနဲ့စိတ်ပူတာတွေများစိတ်မချတာတွေများရင်တော့နားလည်မှုလွဲနိုင်တာပေါ့မင်းကြီးတရား10ပါးထဲမှာခန္တီစာအဝိရောဒနံဆိုတဲ့အင်္ဂါလေး2ချက်ပါတယ်ခန္တီတိခံခွင့်လွှတ်ရမယ်ခန္ဓာကြီးရှိရမယ်အဝိရောဒနာတစ်ဖက်သားဆန္ဒကိုမဆန့်ကျင်ရဘူးနားလေလိုက်လျောရမယ်မင်းကြီးတရား10ပါးနေနဲ့မြတ်စွာဘုရားဟောထားပြီးမယ်ညီသူမဆိုလိုက်နာကျင့်သုံးရမယ်တရားပဲသူတော်ကောင်းဖြစ်လူတိုင်းလိုက်နာကျင့်သုံးရမယ်တရားပဲခန္တီတိခံနဲ့ဆိုတာပါရမီ10ပါးတဲ့ကိုမပါဘူးလားအဝိရောဒနာဆိုတာလဲပါရမီ10ပါးတဲ့ထည့်မယ်ဆိုရင်မေတ္တာပါရမီတွေထည့်ရမှာပဲပညာပါရမီတွေလည်းထည့်ရမှာပဲအဲ့တော့မိဘနဲ့သာသမီကြားထဲမှာလည်းဒီခံခွင့်လွတ်တတ်မယ်နားလေလိုက်လျောတတ်မယ်ဆိုရင်နားလည်မှုတွေမလွဲတော့ဘူးဒါဆိုရင်ပတ္တနာစိတ်ဓာတ်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်နဲ့တယောက်ကိုတယောက်သတိရပြီးတော့ဘလောက်ဝေးဝေးနီးနီးလေးဖြစ်မယ်တယောက်နဲ့တယောက်သတိတော့ရနေပါရဲ့စိတ်တော့ရောက်နေပါရဲ့စိတ်ကြည်လင်မှုမရှိဘူးစိတ်အေးချမ်းမှုမရှိဘူးအမြင်မကြည်လင်မှုသဘောထားမမှန်ဘူးဆိုရင်တော့ဘလောက်ဝေးဝေးနီးနီးလေးမဖြစ်တော့ဘဲသူ့ရဲ့ဆန့်ကျင်ပဲဘလောက်နီးနီးဝေးဝေးကြီးဖြစ်သွားမှာပေါ့တိမ်နဲ့တူနေပြီးတော့ဝေးနေတဲ့လူတွေမရှိဘူးလားရှိတာပဲတိမ်နဲ့တူနေပြီးတော့ဇနီးခင်မချင်းမခေါ်နိုင်မပြောနိုင်မိဘနဲ့သားသမီးမခေါ်နိုင်မပြောနိုင်ဇနီးခင်မချင်းမခေါ်နိုင်မပြောနိုင်အဖိုးနဲ့ဖွားနဲ့မြီးနဲ့မခေါ်နိုင်မပြောနိုင်စသည်အပြင်ဖြစ်နေကြတာဒီအများကြီးရှိပါတယ်ကိုယ့်ရဲ့လက်တွေ့ဘဝတွေကပတ်ဝန်းကျင်သာစောင့်ငဲ့ကြည့်ပြီးတော့သဘောပေါက်ပေါ့နော်ဒီယတမေမနောနိဝိတတိယရင်ဘလောက်ဝေးဝေးနီးနီးလေးဆိုတဲ့အဓိပ္ပာယ်ကိုဘာအကြောင်းပြုပြီးဟောတယ်လဲဆိုရင်တခါတုန်းကဇတ်တော်ကိုပဲပြောရမှာပေါ့လေမြတ်စွာဘုရားလက်ထက်တုန်းကအာယုသင်္ခါရလို့ခေါ်တဲ့တက်တန်းဟာအင်မတန်မြန်တဲ့အကြောင်းဟောကြားရင်းနဲ့မြတ်စွာဘုရားရှင်ကအသိစိတ်အကြောင်းလေးပြောပြတယ်တခါတုန်းကဥစဉ်တို့မြတ်စွာဘုရားလောင်းဇဝနဟင်းသာလို့ခေါ်တဲ့ဟင်းသာမင်းကြီးဖြစ်ခဲ့ဘူးတယ်ဇဝနဟင်းသာမျိုးမှာဖြစ်ခဲ့တာပေါ့ဇဝနဆိုတာနှင်းမြန်တာအပြီးအင်မတန်မြန်တဲ့ဟင်းသာမျိုးမှာဖြစ်ခဲ့တယ်ဟင်းသာကိုးတောင်ကိုကြည်မှုအုပ်ချုပ်ရတဲ့ဟင်းသာရွှေဟင်းသာမင်းကြီးဖြစ်ခဲ့ဘူးတယ်ရွှေဟင်းသာမင်းကြီးကတနေ့တော့ဇကြက်ကနေသူတို့နေထိုင်တဲ့စိတ်တကုတ်တောင်လို့ခေါ်တဲ့တောင်ကိုပြန်လာတော့ဗာရာဏသီမြို့ပေါ်ကနေဖြတ်တန်းလာဗာရာဏသီမြို့ပေါ်မှာဟင်းသာကိုးတောင်ခြံရမ်းပြီးတော့ဖြတ်တန်းလာဗာရာဏသီမင်းကြီးကလည်းနန်းတော်လေသာပရင်ကနေကောင်းကင်မော့ကြည့်အပြင်ဘက်ကြည့်နေတော့ကောင်းကင်ဟင်းသာတွေအုပ်လိုက်ကြီးပြန်လာတော့မော့ကြည့်ရှေ့ဆုံးကဟင်းသာမင်းကြီးကတောင်မကြီးဖြန်းလို့ရွှေအောင်နေတောက်လို့ကောင်းကင်ပေါ်မှာရွှေပြားကြီးဖြန့်ထားတယ်လို့ဖြစ်နေတယ်။အော်သူလည်းပဲငါ့လူမင်းဖြစ်မှာပဲထင်တယ်။သူနဲ့တွေ့ချင်လိုက်တာမြင်ချင်းပဲချစ်မိတယ်။ကောင်းကင်ပေါ်မှာပြန်သားနေတဲ့ရွှေနာကြီးကိုမြင်လိုက်တာနဲ့ကိုချစ်စိတ်တွေဖြစ်လာတယ်။အဲ့ဒါနဲ့မင်းချင်းယောက်ျားတွေကိုပါဏာသာပြောင်းနေကိုင်းတူရိယမျိုးစုံတီးမှုန်းပြီးတော့ဂုံပြုတယ်။တူရိယတီးမှုန်းတဲ့အတန်လေးကြတော့ဘာဏနာတွေကင်ထားတာတွေကင်ပြီးတော့ပူဇော်နေတာတွေမြင်တော့ရွှေနာမင်းကြီးကအောင်းငုံကြည့်ပြီးတော့မှသူ့တပည့်တွေကိုမေးလိုက်တယ်ရှင်မြင်ကအခုလိုတူရိယမျိုးစုံနဲ့တီးမှုတ်နေတယ်ဆိုတာဘာဖြစ်ချင်လို့လဲဘာကိုတောင်းတလို့လဲအရှင်မင်းနဲ့ရွှေဟင်းသာမင်းကြီးနဲ့မိတ်ဆွေဖွဲ့ခြင်းလို့ဖြစ်ပါလိမ့်မယ်ကဲဒါဆိုလဲမိတ်ဆွေဖွဲ့ကြတာပေါ့ဆိုပြီးတော့ကောင်းကင်ဘောကနေဆင်းလာရွှေဟင်းသာမင်းကြီးနဲ့စကားစမြည်တွေပြောပြီးတော့မိတ်ဆွေဖွဲ့လိုက်တယ်ရွှေဟင်းသာမင်းကြီးကလည်းမြင်မြင်ချင်းချစ်သွားတယ်ဗာရာဏသီမင်းကြီးကလည်းမြင်မြင်ချင်းချစ်တယ်အတိတ်ကရှိရည်ဆက်တည်လေ
ဗာရာဏသီမင်းကြီးဆိုလည်းတခြားလူမဟုတ်ဘူးအရှင်အာနန္ဒာအလောင်းပါပဲပါရမီတွေအတူတူဖြည့်ခဲ့ကြတာဆိုတော့မြင်မြင်ချင်းချစ်ကြတာပဲအဲ့ဒါမိတ်ဆွေတွေဖွဲ့ပြီးတော့ပြန်သွားကျွေဟင်းဗာရာဏသီမင်းကြီးကဒုရိယာတိနဲ့တိမှုတ်ပူဇော်ပန်းနန္ဒာတိနဲ့ပူဇော်ဆိုတော့ကျွေဟင်းသာမင်းကြီးကလည်းသူ့လည်းပဲချစ်ပါတယ်ဆိုတာသက်သေပြတဲ့သဘောနဲ့တနေ့ကျတော့အနောဒအိုင်ကရေတွေကိုတောင်ပန်တစ်ဖက်နဲ့ခတ်လာတယ်သံတကုနန္ဒာမှုန်တွေကိုတစ်ဖက်ကယူလာတယ်ပြီးတော့မှဗာရာဏသီမင်းကြီးကိုအနောဒအိုင်ကရေနဲ့ရေချိုးပြီးတော့မှသံတကုနန္ဒာမှုန်တွေကျဲပြီးတော့ကိုယ့်ရဲ့နေရာစိတ်တကုတ်တောင်ကိုပြန်သွားပါတယ်ချစ်ကြောင်းကိုသက်သေပြလိုက်တာပေါ့နော်တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုတဲ့နေရာမှာစိတ်ထဲကချစ်နေုံနဲ့မပြီးဘူးကိုယ်နဲ့နှုတ်နဲ့လည်းသက်သေပြဖို့လိုသေးတယ်တချို့ကပြောကြတယ်မိဘသားသမီးချင်းရင်အိတ်နေတော့နမ်းရတယ်တဲ့ရှေ့တင်သွားနေလို့ရှိရင်ရောက်တက်မှာစိုးလို့တဲ့အဲ့ဒီအတွေ့အခေါ်ယူဆကမှားပါတယ်သားသမီးကိုချစ်တယ်ဆိုရင်ချစ်ကြောင်းပြကိုပြရမယ်သားသမီးရဲ့စိတ်ထဲမှာအော်ငါအဖေငါအမေငါ့ကိုသိချစ်ပါလားဆိုတဲ့အသိလေးဆွဲဆွဲမြဲမြဲဝင်သွားဖို့အရေးကြီးပါတယ်မိဘနဲ့သားသမီးမဟုတ်ဘူးဘယ်သူမှဆိုပဲနော်တကယ်ကြောင့်မေတ္တာတကယ်ရှိလို့ချစ်ကြတယ်ဆိုရင်ချစ်တဲ့အကြောင်းကိုသက်သေပြဖို့လိုပါတယ်ချစ်ကြောင်းသိအောင်သက်သေပြလိုက်အောင်မယ်ဆိုပြီးတော့ဒီလိုဟန်လောက်တာကိုဆိုလိုတာမဟုတ်ဘူးနော်အဲ့လိုနဲ့ရွှေဟင်းသာမင်းကြီးနဲ့ဗာရာဏသီမင်းကြီးနဲ့အမတန်ချစ်ကြမ်းဝင်တဲ့မိတ်ဆွေတွေချစ်ကြဗာရာဏသီမင်းကြီးကလည်းရွှေဟင်းသာမင်းကြီးဘရော့လာမလဲဆိုတာပဲမျှောနေတယ်တနေ့ကျတော့ရွှေဟင်းသာမင်းကြီးရဲ့ညီငယ်နှစ်ယောက်ကနေမင်းကြီးနဲ့အကြီးပြိုင်နေတယ်ရွှေဟင်းသာမင်းကြီးကတားတယ်မရဘူးအဲ့ဒါနဲ့သူတို့တော့ဒုက္ခရောက်တော့မှာပဲအဲ့ဒါယူကန်တို့တောင်ထိပ်မှာညီတော်ရွှေဟင်းသာနှစ်ကောင်ရဲ့ရွှေဟင်းသာမင်းကြီးရဲ့သုံးကောင်နေကြနေမထွက်ခင်မှာယူကန်တို့တောင်ထိပ်မှာသွားနေလဲထွက်လာရောညီအငယ်ဆုံးကနေနဲ့ပြိုင်ပြီးတော့တာပဲတော်တော်လေး9 နာရီလောက်နေတက်တဲ့ချိန်ကျတော့သူဆက်မပြီးနိုင်တော့ဘူးတောင်ပန်နေကြားထဲကမီးတွေထတောက်လာတယ်ပူလောင်လာတယ်အဲ့ဒီကြတော့မှနော်တော်ကြီးကဲပါအောင်ဆိုတော့ရွှေဟင်းသာမင်းကြီးကတောင်ပန်လေးနှစ်ဖက်နဲ့ပိုက်ထွေးပြီးတော့ယူလာခဲ့သူ့ရဲ့မူရင်းစိတ်တကုတ်တောင်မှပြန်ပို့ပြီးစောင့်ရှောက်ပြီးအဆောင်ရှောက်တွေနဲ့ထားခဲ့ပေါ့လေတခါပြန်သွားပြီးတော့ညီလက်စီသွားညီလက်ကလည်းပဲနေမကြီးနဲ့ပြိုင်တာသူကတော့အလက်ဆိုတော့ညီငယ်တဲ့ဆိုင်တော့နည်းနည်းအစွမ်းရှိသေးတယ်မွန်တဲ့ချိန်လောက်ရောက်တော့မှတောင်ပန်ကြီးကြားကမီးတွေထတောက်အမတန်ပူလောင်ဆက်ပြီးတော့လည်းမပြေးနိုင်တော့ဘူးအဲ့ဒီကျမှနောင်တော်ကြီးကဲပါဆိုတော့ရွှေဟင်းသာမင်းကြီးကတောင်ပန်တစ်ဖက်နဲ့ထွေးပိုက်ပြီးတော့ကဲလိုက်ရတယ်ညီနှစ်ယောက်ကိုတော့တားပေမဲ့ညီနှစ်ယောက်မပြိုင်နိုင်သေးတော့ရွှေဟင်းသာမင်းကြီးကလည်းသူ့အစွမ်းလေးစမ်းကြည့်ခြင်းနေမကြီးနဲ့ငါပြိုင်ပြီးပြေးနိုင်မှာမလားငါဒီနေ့ငါစမ်းကြည့်ဦးမှာပဲဆိုပြီးတော့စိတ်တကုတ်တောင်ပြန်ရောက်ပြီးမှတခါယူကန်တို့တောင်ပြန်သွားနေမကြီးကမောတောင်တဲ့နေပြီတော်တော်ရောက်နေပြီအဲ့ဒါနေနောက်ကနေအပြေးလိုက်မှီသွားတယ်မှီရောမကဘူးတခါတည်းမှနေရဲ့ရှေ့ကပြေးလိုက်တခါတည်းနေရဲ့နောက်ကပြေးလိုက်နေရဲ့ရှေ့နောက်ဝဲရကနေအမျိုးမျိုးပြေးနေတာနေကသူ့တက်တောင်နောက်ကြပြီတယ်နော်အဲ့ဒီလောက်ထင်အောင်ရွှေနမကြီးကအပြေးမြန်တာပြေးရင်နေဒီလိုနေမင်းနဲ့ကြိုင်ပြေးနေလို့ဘာအကျိုးမှမရှိပါဘူးငါရဲ့မိတ်ဆွေကြီးဗာရာဏသီမင်းကြီးစီသွားပြီးတော့အလာသပတန်လာပစကားလေးပြောရင်တရားစကားလေးပြောရင်ကိုယ့်နေရာကိုပြန်လာပဲကောင်းပါတယ်ဆိုပြီးတော့ဗာရာဏသီကိုပြန်လာခဲ့ပြန်မလာခင်တော့မှစัจ java လောက်ကိုတစ်ပတ်ပတ်လိုက်ပြီးတယ်ဟိုနေတောင်မှစัจ java လောက်ကိုတစ်ပတ်မပတ်သေးရွှေနမင်းကြီးကတစ်ပတ်ပတ်ပြီးပတ်ပြီးတော့ဗာရာဏသီပြန်လာရှင်မင်းရဲ့နန်းတော်ရှင်သိခန့်တဲ့လေးသာပရင်ဝမှာထိုင်နားပေါ့လေအဲ့တော့မှဗာရာဏသီမင်းကြီးကလည်းပင့်ဖိတ်ပြီးတော့နန်းတော်တွေကရွှေအင်းမြင်ရွှေကရင်ပေါ်မှာထားပြားရည်တွေနဲ့လူထားတဲ့ပေါက်ပေါက်လေးပြားရည်တွေတကားရည်တွေစသည်အပြင်ရွှေဟင်းသာမင်းကြီးကိုဧည့်ခံပြီးတော့မှဘယ်ရလာတဲ့ဗာလဲပြီးတော့မှဒီလိုပဲနေမင်းကြီးနဲ့အပြေးပြိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပြောပြတော့နေမင်းကြီးနဲ့ပြိုင်ပြေးပုံလေးသူကြည့်ချင်လိုက်တာပြိုင်ပြေးပြပါလားဟောနေမင်းကြီးနဲ့ပြိုင်ပြေးတယ်ဗာရာဏသီမင်းအောက်ကနေဘယ်လိုလုပ်ကြည့်လို့ရမလဲမရဘူးနော်ဒါကြောင့်အဲ့ဒီလိုပြိုင်ပြေးပြလို့တော့မရဘူးဒါဆိုလဲနမူနာလေးပြပါကဲနမူနာလေးတော့ပြမယ်ရွှေဟင်းသာမင်းကြီးဘယ်လောက်မြန်တယ်လဲဆိုတာသူကသိချင်တာကိုအဲ့တော့နေနဲ့ပြိုင်တာတော့အပြေးပြိုင်တာတော့ပြလို့မရဘူးသူဘယ်လောက်မြန်တယ်ဆိုတော့ပြပါမယ်အဲ့ဒါနဲ့မင်းရင်ပြမှာကြောက်တိုင်ကြီးတိုင်းစိုက်အဲ့ဒီကြောက်တိုင်ကြီးမှာအမတန်ကျွမ်းကျင်တဲ့၄ယောက်ကအရက်၄မျက်နှာကိုလှည့်ပြီးတော့မြားတွေပြစ်ခိုင်းတယ်အရက်၄မျက်နှာကိုပြစ်လိုက်တဲ့မြားတွေကိုအဲ့ဒီမြားတွေမြေကြီးပေါ်မကျခင်ရွှေဟင်းသာမင်းကယူပြီးတော့မြားလေးစလုံးကိုယူပြီးတော့အဲ့ဒီလေးတဲ့တော်ရဲ့ရှေ့မောက်မှာချပြပါမယ်ဆိုတော့အဲ့ဒီလိုပါပဲလေးသေးတော်၄ယောက်ကအရက်၄မျက်နှာကိုမြားတွေပြစ်အမတန်မြန်တဲ့
မြားတွေပြစ်လိုက်တာပေါ့ရှင်ဟုံပြစ်နဲ့မြားတွေပြစ်လိုက်တယ်အဲ့ဒါကိုမြေကြီးပေါ်မကြခင်မြားလေးစင်းလုံးကိုရွှေနာမင်းကြီးကချက်ချင်းယူပြနိုင်တယ်ညံလုံးလို့ရွှေနာမင်းကြီးကိုဘယ်သူမှမမြင်ရဘူးအဲ့ဒါနဲ့လဲဘက်မှာဆွဲလဲလေးဆွဲထားတယ်ဆွဲလဲတန်လေးကြားဆွဲလဲတန်လေးနားထောင်ပြီးတော့ရွှေနာမင်းကြီးပြေးတယ်ဆိုတာသိပါအဲ့ဒါလေးမြင်လိုက်တော့ရွှေနာဗာရာဏသီမင်းကြီးကလည်းရွှေနာမင်းကိုသိသဘောကျသွားတယ်ငကိုကလေးကတန်ရုံးစင်နဲ့ချစ်ပြီးတာသူ့အစွမ်းစားပြီးတော့ပူချစ်သွားတာပေါ့အဲ့ဒါနဲ့ရွှေနာမင်းကြီးကိုနေရာတောင်ကိုမပြန်မာနဲ့တော့နန်းတော့မှာပဲတစ်သက်လုံးနေပါပြောတဲ့စကားတွေတော့အများကြီးပေါ့လေသေးစိတ်မပြောတော့ဘူးအကျဉ်းချင်းလောက်ပဲပြောသွားမယ်ဆိုရင်တော့လောကမှာအတန်ကြားယုံနဲ့ဂုံသတင်းကြားယုံနဲ့ချစ်တယ်ဒါပေမဲ့တကယ်လဲတွေးလိုက်ရောမချစ်တော့ဘူးအဲ့ဒီလိုမျိုးစားလည်းရှိတယ်ဂုံသတင်းကြားတော့ကအတန်ကြားတော့ကလည်းချစ်တယ်လူချင်းပပင်းတွေ့တော့လည်းချစ်တယ်အဲ့ဒီလိုလူမျိုးလည်းရှိပါတယ်ရွှေနာမင်းကြီးရဲ့ဂုံသတင်းတွေကိုကြားကြတဲ့ကကျွန်ုပ်ကချစ်ပြီးသားအခုတကယ်မြင်တွေ့ရတဲ့အခါကျတော့အချစ်တွေပူပြီးတော့တူးရပါတယ်ဒါကြောင့်မလို့ဝေးမသွားပါနဲ့ကိုယ်နေရာကိုမပြန်ပါနဲ့တော့နန်းတော်မှာပဲနေပါအဲ့ဒါရွှေနာမင်းကြီးကလည်းနန်းတော်မှာတော့မနေရစေနဲ့နန်းတော်မှာနေရင်မင်းကြီးအရက်မှုလို့ဟင်းသာသာစားခြင်းနဲ့ဆိုပြီးတော့ချက်လိုက်လို့ရှိရင်သိရလိမ့်မယ်တဲ့ဒါကြောင့်မလို့မနေပြရစေနဲ့ဆိုတော့ရွှေဟင်းသာမင်းကြီးရဲ့ကျွန်ုပ်ဟာစားစရာတောက်စရာတွေကိုအင်မတန်ချစ်တာမှန်ပါတယ်ကျွန်ုပ်သိချစ်တဲ့အစားအသောက်တွေထက်ရွှေဟင်းသာမင်းကြီးကိုပူချစ်ပါတယ်ဒါကြောင့်ရွှေဟင်းသာမင်းကြီးနန်းတော်မှာနေသမျှကာလပတ်လုံးအရက်မတောက်တော့ပါဘူးလူတယောက်ကိုတကယ်ချစ်ပြီဆိုရင်အဲ့ဒီလူမလုပ်စီခြင်းတဲ့အလုပ်မလုပ်တော့ဘူးအဲ့ဒီလူရဲ့လူဝင်ဆန္ဒကိုလိုက်လျောတယ်တယောက်နဲ့တယောက်ချစ်ပြီဆိုရင်ကိုဖြစ်စီခြင်းတဲ့အတိုင်းကြီးဖြစ်အောင်လုပ်လို့ရပါမလားနားလေခွင့်လို့တဲ့နားလေခွင့်လို့ရမယ်လိုက်လျောတဲ့နာလိုက်လျောရမယ်စိတ်ကိုသိုးပြစ်တွေဖြစ်နိုင်တယ်ဆိုတော့တားဆီးရမှာပေါ့ဦးဇင်းတို့စာသင်သားဘဝတုန်းကဟိုကန်တလူမှာဖျားသွားဖူးဘူးတယ်အဲ့ဒီကန်တလူမှာဖျားသွားဖူးတော့ဇုံတွဲတွေတွေ့အတွဲလိုက်ထောင်းတာမဟုတ်ဘူးနော်အဲ့ဒီမှာဟိုကံမထူရင်ကန်တလူသွားပြီးအောင်မြင်နေမှာဆိုတာလေးရှိတာကိုအဲ့ဒီမှာအောင်မြင်လဲရှိအဲ့တော့မျိုးသမီးလေးကမိန်းကလေးကအောင်မြင်သွားနင်းဟိုလာတော့ကတော့လက်ချင်းချိတ်လာတာပါသူကမျိုးသမီးကအောင်မြင်လေးနင်းပြီးတော့ပတ်လဲပတ်လိုက်ရောလက်ဆောင်ဆွဲပြီးတော့တရွတ်တိုင်ဆွဲခေါ်သွားတယ်နင့်ကငါဒီလိုလောက်တိုင်းမျိုးမကြိုက်ဘူးလို့ပြောထားတဲ့နဲ့ဒီလိုအောင်မြင်နေုံနဲ့အောင်မြင်မလားဘာညာနဲ့ဆိုပြီးတော့စူးစဲပြီးတော့ပါလာအနီးနားရှိတဲ့တုံးနဲ့ကောက်ရိုက်တာကဲအောင်မြင်လေးနင်းုံနဲ့ရိုက်တယ်ဆိုတော့မလွန်လုံးဘူးလားဒီအချိန်မှာနားလဲသိပြီလူတိုင်းဘသူမဆိုလေအဲ့ဒီတခြင်းလေးကတော့ဟိုဦးဇင်းတို့အိမ်မှာမေတော်ကြီးတို့အိမ်မှာတခါတုန်းကနေစွမ်းစာတင်သားဘွားတုန်းကပဲပြောပေါ့နော်အဲ့ဒါနေစွမ်းစားရင်းနဲ့နေစွမ်းစားပြီးဦးဇင်းကအပေါ်ထပ်မှာခဏတက်နာအောက်ထပ်မှာကာရာအိုကေတခြင်းတွေဆိုကြတော့အဲ့ဒီတခြင်းကိုဟိုအပြင်ကလာတဲ့မိတ်ဆွေမျိုးသမီးလေးတယောက်ကဆိုတာပေါ့စာသားလေးတွေဘောကနေအတိုင်းသားကြားနေရတာတော်တော်လေးသဘောကျတယ်နော်ကိုလိုချင်တာချုပ်နှောင်မဲ့အချက်များဆိုလားဘာလားပါပြီးတယ်ထင်တယ်နော်အဲ့ဒီလိုပေါ့သူတစ်ပါးကိုချုပ်နှောင်ခြင်းနဲ့စိတ်နဲ့ချစ်တယ်ဆိုရင်ချစ်ခံရတဲ့သူလည်းမလွတ်လပ်တော့ဘူးကိုလည်းပဲတကယ်စိတ်မအေးချမ်းပါဘူးဒါကြောင့်မလို့ဒီအချိန်မှာနားလဲသိပြီဆိုတဲ့တခြင်းကိုတနေ့9 ခေါက်လောက်နားထောင်စီခြင်းတယ်နော်သာသားလေးတွေကိုသိချခံစားအရသာခံဖို့မဟုတ်လိုက်နာကျင့်သုံးဖို့နန်းတော်မှာနေရမကာလပတ်လုံးအရက်မတောက်တော့ပါဘူးအဲ့တော့ရွှေဟင်းသာမင်းကလည်းပြန်ပြောတယ်မြေခွေးတွေရဲ့အပန်းကြီးကြီးငှက်တွေရဲ့အပန်းကြီးဆိုတာနားလည်ဖို့လွယ်ပါတယ်လူတွေရဲ့စကားသံဆိုတာနားလည်ဖို့ခက်ပါတယ်စိတ်ထဲကတမျိုးပြောတာကတမျိုးဆိုတော့နားလည်ရခက်ပါတယ်တဲ့အတိစိတံနိဝသေနပိယောဘဝတိအပိယောအနေကြာလာပြီဆိုရင်ချစ်ရာကနေလေမုန်းသွားတတ်ပါသေးတယ်အရှင်မင်းကြီးနဲ့ကျွန်ုပ်ရဲ့ကြားမှာအမုန်းတရားမပေါ်ပေါက်သေးခင်ရှင်မင်းကြီးကလည်းကျွန်ုပ်ကိုမမုန်းသေးခင်ကျွန်ုပ်ကလည်းအရှင်မင်းကြီးကိုမမုန်းသေးခင်ကိုနေရကိုပဲပြန်ပြစီခွင့်ပြုပါအဲ့တော့ဗာရာဏသီမင်းကြီးကလည်းလက်ဥချီးပြီးတော့ဒီလိုအခုလိုဝေးမသွားပါနဲ့လို့တောင်းပန်နေတဲ့ကြားတွေကမှမလိုက်လျောနိုင်ဘူးဆိုရင်တော့လေသွားပေါ့ဒါပေမဲ့လုံးဝကြီးတော့သစ်စိမ်ချူပြီးတော့မသွားပါနဲ့တခါတရံလေးတော့ပြန်လာပါဦးကျွေးနာမင်းကြီးပြန်လာမယ့်နေ့ကိုကျွန်တော်မျှော်လင့်စောင့်စားနေပါမယ်ကျွေးနာမင်းကြီးကိုအမြဲတမ်းတတိယနေပါမယ်အဲ့ဒါကျွေးနာမင်းကြီးပြောတဲ့စကားထဲမှာယတမေမနောနိဝိတတိဆိုတဲ့ချက်လဲပါပါတယ်ဗာရာဏသီမင်းကြီးတဲ့နဲ့ကျွန်တော်ဘလောက်ပဲဝေး
သင်မင်းကြီးကကျွန်ုပ်ကိုတရိယာနေရင်ကျွန်ုပ်ကသင်မင်းကြီးကိုတရိယာနေရင်ဘယ်လောက်ဝီဝီနီးနီးလေးပါပဲသင်မင်းကြီးနဲ့ကျွန်ုပ်ရဲ့ကြားမှာတယောက်ပေါ်တယောက်နားလည်မှုရှိပြီးတော့သိကြည်နေတယ်ဆိုရင်ဘယ်လောက်ဝီဝီနီးနီးလေးပါပဲသင်မင်းကြီးနဲ့ကျွန်ုပ်ကြားရဲ့လို့ကိုမဟုတ်ဘူးတီးကြဓမ္မတိထံသဘောနဲ့လည်းပြောပါတယ်လူတယောက်ကတခြားလူတယောက်ကိုစိတ်သက်ရောက်နေတယ်တရိယာနေတယ်ဆိုရင်ဘယ်လောက်ဝီဝီနီးနီးလေးပါပဲလူတယောက်ကတခြားလူတယောက်ကိုကြည်လင်တဲ့စိတ်နဲ့တရိယာနေတယ်ဆိုရင်သမုဒ္ဒရာဟိုဘက်ကဒီဘက်ကထိအောင်ဝေးနေပါစေနီးနီးလေးပါပဲအဲ့ဒီလိုပြောပြီးတော့ရွှေဟင်းသာမင်းကြီးစိတ်တကုတ်တောင်ကိုပြန်သွားပါတယ်ပြန်သွားကနေပြောခဲ့သေးတယ်အရှင်မင်းကြီးလည်းအသက်အန္တရာယ်မရှိဘူးဆိုရင်ကျွန်ုပ်လည်းအသက်အန္တရာယ်မရှိဘူးဆိုရင်တော့တနေ့နေ့တစ်ချိန်ချင်းမှာပြန်ဆုံးရသေးတာပေါ့ဆိုလိုတာကတော့ရှင်မင်းကြီးလည်းမသေးသေးဘူးဆိုရင်ကျွန်ုပ်လည်းမသေးသေးဘူးဆိုရင်တော့ပြန်ဆုံးရတာပေါ့ဒကာကြီးဥလူမောကလည်းဟိုတနေ့ကလျှောက်တယ်ရှင်ဖျားတရားထိုင်ရင်ပြောသွားတဲ့အတွက်တပည့်တော်တို့မှာမျှော်လင့်ချက်ရှိသေးတယ်တဲ့နောက်နေ့ဗုဒ္ဓနုတ္တိတရားစခန်းလုပ်ရအောင်မယ်ဒါပေမဲ့လို့ဦးဇင်းလည်းမသေးသေးရင်ကံမြတ်တရားဝဲဖြစ်မြောက်ရေးပုဂ္ဂိုလ်တွေလည်းမသေးသေးရင်တော့ပြန်ဆုံးရမှာပေါ့ကံကြုံရင်ရန်ကုန်မှာပြန်ဆုံးဖို့အတွက်မှန်လုံကားလေးနဲ့နဂရန်တထုံကနေလာခဲ့ပါဦးမယ်အခုလောလောဆယ်တော့ဥဝိသရစံကြောင်းကိုပြန်ညောင်းပါတော့မယ်ဟောပြောခြင်းတဏှာကြီးတိတိရှိသွားပြီဖြစ်တဲ့အတွက်ဦးဇင်းတို့ရဲ့ဘယ်လောက်ဝေဝေနီးနီးလေးတရားကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်အပမဒိနာတမ္ပါဒိဋ္ဌာအပမဒိနာမမိမလဲယောမဘောမစပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒိဋ္ဌသီလသမာဓိပညာဥစွတ်သောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်